တန်ဝေကဆိုတာဉာဏ်နဲ့ရှင်နဲ့ထိတ်လန့်မှုလို့ဒီလိုအဓိပ္ပာယ်ရတယ်ဉာဏ်ဆိုတာအမှန်ကန်သိမြင်နားလည်တဲ့သဘောကိုဉာဏ်လို့ခေါ်တာပညာလို့ခေါ်တာအဲ့ဒီဉာဏ်ပညာနဲ့ရှင်နဲ့ထိတ်လန့်မှုကြောက်ရွံ့တဲ့ကြောက်ရွံ့ထိုက်တဲ့အရာကိုသိမြင်နားလည်ပြီးတော့စိတ်ထဲမှာကြောက်ရွံ့တဲ့သဘောဖြစ်တာအဲ့ဒါကိုတန်ဝေကလို့ခေါ်တယ်ဘုန်းတော်ပုထုဇဉ်တွေရဲ့စိတ်ကအလွယ်လွယ်အချော်ချော်တွေနဲ့သွားနေတာများတယ်တကယ်ကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်ရကောင်းမှမသိကြဘူးမကြောက်တဲ့မကြောက်ထိုက်တဲ့အရာကိုကြားတော့လည်းပဲအကြီးအကျယ်ကြောက်နေကြတာလည်းရှိတယ်ဟုတ်လားအကြောက်တရားနဲ့ပတ်သက်ပြီးတော့လွဲမှားနေတာတွေအများကြီးရှိတယ်ဘဝမှာတကယ်ကြောက်တဲ့ကြောက်ထိုက်တဲ့အရာကဘယ်အရာလဲအဲ့ဒီကြောက်တဲ့ကြောက်ထိုက်တဲ့အရာကိုဘုန်းဘုန်းတို့စဉ်းစားရှင်းနေမယ်ဆိုရင်ကြောက်ရွံ့တဲ့သဘောဟာတေချာပေါက်ဖြစ်တယ်ပေါ့အဲ့လိုကြောက်တဲ့ကြောက်ထိုက်တဲ့အရာရဲ့ပုံမှာကြောက်ရွံ့မှုဖြစ်လာတာကိုဒါတန်ဝေကလို့ပြောတာအဲ့ဒီတန်ဝေကတရားကဘဝမှာအလွန်မှအရေးပါတယ်အထူးသဖြင့်တန်တရားဝိဒုက္ခကလွတ်မြောက်ဖို့ဆိုတဲ့အလွန်မြင့်မားတဲ့ရည်ရွယ်ချက်နဲ့တရားဘာဝနာလုပ်ကိုကြိုးစားအထောက်တဲ့အခါကာလမျိုးမှာပို့ပြီးတော့အရေးပါတယ်တချို့သူတော်ကောင်းကြီးတွေပြောရတဲ့စကားရှိတယ်တန်ဝေကမပါရင်တရားမရှာနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့လွယ်လွယ်နဲ့ရမှာမဟုတ်ဘူးလို့ပြောတာဟုတ်လားတန်ဝေကမပါရင်တရားမရှာနဲ့တဲ့တန်ဝေကနဲ့ရှာတဲ့တရားကမှရနိုင်တာခုတရားဓမ္မတို့ဘုန်းဘုန်းတို့တွေတရားတို့တရားမြတ်ကိုသိပြီးတော့ငြိမ်းအေးမှုနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပြီလားလို့မေးရင်မျက်မှောက်မပြုနိုင်ကြသေးဘူးဟုတ်လားဘာဖြစ်လို့ငြိမ်းအေးမှုနိဗ္ဗာန်ကိုမျက်မှောက်မပြုနိုင်ကြသေးတာတော့သိတဲ့သိလိုက်တဲ့အရာကိုသိမြင်နားလည်ပြီးတော့စိတ်ချလက်ချမနေနိုင်ကြသေးတာတော့လို့မေးရင်တရားတို့တရားမြတ်ကိုတကယ်သိအောင်တကယ်ရအောင်အာမထုတ်ကြသေးလို့ဘာလို့တကယ်သိအောင်တကယ်ရအောင်ဘုံဘုံတို့ရဲ့အာထုတ်မှုကနော်မမြင်ရတာတော့ဝရိယဓာတ်ကဘာလို့လိုနေရတာတော့လို့မေးရင်အဲ့ဒီတန်ဝေကလိုနေလို့ဒီကွင်းဆက်လေးကိုမြင်ရမယ်နော်ဘာလို့တရားတို့မရသေးတာလဲလို့မေးရင်ရာလောက်သည်အထိဝရိယကမမြင်သေးလို့ဟုတ်လားဘာလို့ဝရိယကလည်းပဲရာလောက်သည်အထိမမြင်မားကြရသေးတာတုံးလို့စီစစ်ကြည့်မယ်ဆိုရင်တန်ဝေကနဲနေလို့ဟုတ်လားဒါကြောင့်တန်ဝေကဟာအလွန်တရာမှအဖို့တန်တယ်လို့ပြောရမယ်တန်ဝေကကြီးရင်ကြီးသလောက်ဝရိယကြီးတယ်ဝရိယကြီးရင်ကြီးသလောက်နော်လုပ်ငန်းကံထိရောက်ပြီးတော့ဉာဏ်ပညာကြီးမားတဲ့အဆင့်ကိုရောက်ရတယ်ဒါကြောင့်တန်ဝေကဖြစ်ဖို့ဘုံဘုံတို့တွေဟာကြိုးပမ်းအထောက်တဲ့နေပေါ့နော်အဲ့လိုဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုလို့ဆိုတဲ့တန်ဝေကတရားဖြစ်ခြင်းတယ်ဆိုရင်မြတ်စွာဘုရားကတန်ဝေကဖြစ်ခြင်းရဲ့အကြောင်းတရား၄မျိုးဆိုပြီးတော့ဟောတာရှိတယ်အဲ့ဒီအကြောင်းတရား၄မျိုးကိုစဉ်းစားမယ်ဆင်ခြင်မယ်နှလုံးသွင်းမယ်ဆိုလို့ရှိရင်စဉ်းစားဆင်ခြင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်တန်တန်မှာတန်ဝေကဆိုတာဖြစ်လာမယ်တဲ့အဲ့ဒီတန်ဝေကဖြစ်ခြင်းရဲ့အကြောင်းတရား၄မျိုးကဘာလို့ဆိုတော့ဇာတိစရာဗျာတိမရဏရိုးရိုးလေးနော်ယောဂီတို့ဘုန်းဘုန်းတို့ရဲ့နားတွေကိုငယ်ငယ်လေးကစပြီးတော့ကျင့်ဖန်များစွာရောက်နေတဲ့စကလုံးလေးတွေဟုတ်လားဇာတိစရာဗျာတိမရဏဇာတိဆိုတာဘဝတစ်ခုရဲ့အစနော်ဗျာတိဆိုတာအဲ့ဒီစပြီးတော့ဖြစ်လာတဲ့ယုတ်တနန္တသဘာဝတရားတို့ရဲ့တဖြည်းဖြည်းနဲ့အည်အသွေးကျလာတဲ့သဘောရှင်းရောအိုမင်းလာတဲ့သဘောဟုတ်လားဗျာတိဆိုတာကဘာတော့သေမလို့ပြင်တော့တာပျက်စီးမလို့ပြင်တော့တာနော်ချွတ်ယွင်းချက်တွေများလာတော့နာကျင်ခံခတ်မှုကိုထင်ရှားပြလာတဲ့နော်ဖောက်ပြန်ပြောင်းလဲမှုသဘာဝဗျာတိတဲ့နော်အဲ့ဒါပြီးတော့မရဏတဲ့ဘုံဘုံတို့လက်မခံခြင်းသည်ဖြစ်စေလက်ခံခြင်းသည်ဖြစ်စေနော်ပျက်စီးမှုဆိုတဲ့သဘာဝတရားကြီးနဲ့ပဲဘဝတစ်ခုဟာအဆုံးသတ်သွားတယ်
အဲ့ဒီဇာတိစရာဗျာတိမရဏကိုမြတ်စွာဘုရားကတံဝေကရခြင်းရဲ့အကြောင်းလို့အဲ့ဒါလိုခေါ်တယ်အဲ့ဒါကိုအထာဂရဆရာတော်ဘုရားကြီးများကထပ်မံပြီးတော့ပြည့်စုံအောင်ထည့်သွင်းထားတယ်နောက်ထပ်၄မျိုးတံဝေကရခြင်းရဲ့အကြောင်းတရား၄မျိုးအဲ့ဒါလေးတွေကလည်းပဲဆင်ခြင်စရာအလွန်ကောင်းပါလေတကယ်လဲစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်စိတ်ထဲမှာတံဝေကဖြစ်တာကိုတွေ့ရတယ်ဒါနောက်ထပ်စဉ်းစားဆင်ခြင်တဲ့တံဝေကရခြင်းရဲ့အကြောင်းတရား၄မျိုးကဘာလို့ဆိုတော့အပါယဒုက္ခအပေဘုံရဲ့ဆင်းရဲဘုံကိုဆင်ခြင်ရင်တံဝေကဖြစ်တယ်ငရေတရိစ္ဆာန်ပြိတ္တာအတုရကေဟုတ်လားနောက်ဘုန်းတို့ကြောက်ခုမြောက်တံဝေကဖြစ်ခြင်းရဲ့အကြောင်းကအတိတေဝတ္တမူလကဒုက္ခအတိတ်ကာလကဘုန်းတို့ဖြစ်ခဲ့ရတဲ့ဘဝအခြေအနေအမျိုးမျိုးဒီဘဝမဖြစ်ခင်အရင်ဘဝကဘဝတစ်ခုဖြစ်ခဲ့တာရှိမယ်နော်အဲ့ဒီဘဝမဖြစ်ခင်သူ့အရင်ကလည်းဘဝတစ်ခုဖြစ်ခဲ့တာရှိမယ်နောက်ဆုံးပြီးတော့သွားမယ်ဆိုလို့ရှိရင်တတ္တဝါတဦးတယောက်ရဲ့အစမသိနိုင်လောက်အောင်ရှည်လျားခဲ့လှပြီလို့မြတ်စွာဘုရားဟောတယ်အနမတ္တဂောယံဘိက္ခဝေတန်တာရောပုပ္ပါကောတိနပညာယတိတတ္တဝါတူတယောက်ရဲ့အစမသိနိုင်လောက်အောင်ရှည်လျားခဲ့လှပြီဘုရားရှင်ကိုရောမြတ်ကြီးကဉာဏ်နဲ့ကြည့်ပြီးတော့ဒီတတ္တဝါဟာအရင်ဘဝကဘာဖြစ်တာအဲ့ဒီအရင်ဘဝဘာဖြစ်တာအဲ့ဒီအရင်ဘဝဘာဖြစ်တာနောက်ဆုံးကြည့်နေမယ်ဆိုရင်အဲ့ဒီမြတ်စွာဘုရားပြိဋိဘံသာစံသွားလိုက်မယ်အဲ့ဒီတတ္တဝါရဲ့အစကိုတွေ့အောင်မှမဟုတ်ဘူးလို့အဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါလိုအတိတ်ကာလကဖြစ်ခဲ့ရတဲ့ဘဝအခြေအနေအမျိုးမျိုးကိုစဉ်းစားဆင်ခြင်နှလုံးသွင်းခြင်းဟာလည်းပဲတံဝေကရခြင်းရဲ့အကြောင်းတဲ့တံဝေကဝတ္ထုနောက်ခုနှစ်ခုမြောက်တံဝေကရခြင်းရဲ့အကြောင်းကဘာလို့ဆိုတော့အနာဂတိဝတ္တမူလကဒုက္ခအနာဂတ်ကာလမှာဖြစ်မဲ့ဘဝအခြေအနေအမျိုးမျိုးဘုန်းတို့တွေဟာဘဝရဲ့အပေါ်မှာအမှန်ကန်သိမြင်နားလည်မှုမရှိကြသေးတဲ့အတွက်ကြောင့်ဘဝရဲ့ပေါ်မှာဤမျိုးစုံနဲ့တွေ့တာမမောနေကြတယ်ဘဝတကယ်ဖြစ်နေတာကဒုက္ခသဘောပဲသို့တော့ဒီအမှန်တရားကိုဘုန်းတို့ရဲ့စိတ်ဘုန်းတို့ရဲ့ဉာဏ်ကမသိနိုင်သေးဘူးဒုက္ခကိုဒုက္ခမှမသိတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုတော့တွေ့တာမမောမှုဖြစ်လာတယ်တဲ့အဲ့ဒါကိုဘဝတဏှာလို့ခေါ်တယ်အဲ့ဒီဘဝတဏှာရှိနေသေးသမျှဖြစ်နေသေးသမျှမိမိတို့ဘဝကိုရခြင်းသည်ဖြစ်စေမရခြင်းသည်ဖြစ်စေရလိမ့်မယ်လို့ယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဘဝဟာတဘဝပြီးတဘဝထပ်ပြီးတော့ဖြစ်ရလိမ့်မယ်ကောင်းတဲ့ဘဝဖြစ်မလားဆိုးတဲ့ဘဝဖြစ်မလားဆိုတာကတော့ကိုယ်တသက်တာထားခဲ့တဲ့စိတ်စေတနာတွေရဲ့အပေါ်မှာအဓိကမူတည်တယ်ပေါ့အဲ့ဒါလို့အနာဂတ်ကာလမှာကိုယ့်ရဲ့အသိဉာဏ်မရင့်ကျက်မချင်းဘဝတဏှာမချုပ်မချင်းဆက်ဖြစ်နေရအောင်မဲ့အနေအထားတွေကိုစဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲတံဝေကရခြင်းရဲ့အကြောင်းတဲ့ခုနှစ်ခုမြောက်တံဝေကဝတ္ထုပေါ့နော်နောက်ရှစ်ခုမြောက်တံဝေကဝတ္ထုကိုဘယ်လိုပြောထားတော့ဆိုတော့ပိစုပန်နေအာဟာရပရိယေထိမူလကဒုက္ခအခုလောလောဆယ်ပိစုပန်ဒီဘဝမှာဒီအတက်ကလေးမသေးဖို့ဒီဘဝကလေးဆက်ပြီးတော့ဖြစ်နေဖို့အတွက်အမျိုးမျိုးရှားဖွေနေရတယ်ဆိုတဲ့ဒုက္ခတဲ့အထူးသဖြင့်အာဟာရပရိယေတနာတရက်ကို2ခါ3ခါလောက်ခန္ဓာကိုယ်ကြီးတွေကိုအာဟာရဓာတ်တွေထည့်သွင်းပေးရတာမရှိဘူးလားရှိတယ်ဟုတ်လားအဲ့ဒါကအရှာမဖွေပဲနဲ့အလို့လျောက်အိမ်ထဲမှာရောက်နေတာမဟုတ်ဘူးခဲခဲရင်ရင်ဘာလို့ထားတာလို့ရှာဖွေထားကြရတာအဲ့ဒါလို့ဒီခန္ဓာကိုယ်ကြီးမသေးရေးအတွက်ရှင်သန်ရေးအတွက်အမျိုးမျိုးနေမျိုးစုံနဲ့ကြိုးပမ်းအထုတ်ပြီးတော့ရှာဖွေကျွေးမွေးပြုစုယူရပြီးတော့နေရတဲ့အနေအထားဟာလည်းစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်တံဝေကဉာဏ်ကိုဖြစ်စေတယ်တဲ့ဒါကြောင့်သူဟာရှစ်ခုမြောက်တံဝေကဝတ္ထုလို့ဒီလိုဘုန်းဘုန်းတို့မှတ်ကြရမယ်ပေါ့နော်အဲ့ရှေ့ပိုင်း၄ခုကမြတ်စွာဘုရားဟောထားတယ်နော်နောက်ပိုင်း၄ခုကတက္ကရာဆရာများထည့်သွင်းထားတယ်အဲ့တော့ဒီနေရာမှာဒါလေးကိုဘုန်းဘုန်းတို့ကဉာဏ်ပညာပါလက်တွေ့ကြအ
အသုံးတဲ့အောင်သုံးနိုင်ဖို့လိုမယ်ဒီရှင်းပါးကိုစဉ်းစားဆင်ခြင်စိတ်ထဲမှာထိတ်လန့်မှုတံဝေကဖြစ်မယ်လို့ပြောတယ်အဲ့ဒါကိုဟုတ်မဟုတ်တရားဓမ္မတို့ဘုန်းဘုန်းတွေကနော်ကိုယ်တိုင်ကျင့်ကြံကြိုးကိုအထုတ်ဆင်ခြင်ကြည်ခြင်းအဖြစ်သက်သေပြနိုင်မှုလိုမယ်ပေါ့။အော်ဒါတွေဟာတကယ်စဉ်းစားရင်တကယ်ကိုထိတ်လန့်မှုဖြစ်တာပါလားလို့ကိုယ်တိုင်သိရအောင်ဘုန်းဘုန်းတို့ဘာလို့ကြည့်တဲ့နော်စဉ်းစားကြည့်တဲ့နဲ့ဟုတ်လားဇာတိစရာဖြာတိမရဏစဉ်းစားမယ်ဆိုရင်ထိတ်လန့်မှုဟာဖြစ်ကိုဖြစ်တယ်တဲ့နော်မွေးဖွားရတဲ့ကိစ္စ၊ဦးမင်းရင်ရတဲ့ကိစ္စနာကျင်ခံခက်နေရတဲ့ကိစ္စနောက်ဆုံးမရှုမလားပျက်စီးသွားရတဲ့ဒုက္ခဟုတ်လားဇာတိစရာဗျာတိမရဏသူ့ကိုတလုံးနဲ့အနှစ်ချုပ်မယ်ဆိုရင်တော့အနိစ္စသဘောလို့ပြောလို့ရပါတယ်ဘာလေးမှတည်တတ်နေတာမဟုတ်ဘူးမွေးဖွားခြင်းကအိုမင်းရင်ရောခြင်းစီကိုပို့လိုက်တယ်ပြောင်းလဲသွားတယ်အိုမင်းရင်ရောခြင်းကနေနာကျင်ခံခက်ခြင်းစီကိုပို့လိုက်ပြန်တယ်နာကျင်ခက်ခက်ခြင်းကနေသေဆုံးပျက်စီးခြင်းစီကိုရောက်အောင်ပို့လိုက်ပြန်တယ်ဘုန်းဘုန်းတို့တွေကအမြဲတမ်းတွန်းပို့တာကိုခံနေရတယ်ပေါ့ဒါကိုမြတ်စွာဘုရားကတော့ဥပမာလေးနဲ့လှလှပပဟောတယ်ယထာဒန္တေနဂောပါလောဂါဝောပါစီတိဂောစရာဧဝံစရာစမေစုစအာယုံပါစဉ်တိပါဏိနံနွားကြောင့်သားကဒုတ်ကင်ပြီးတော့သူကြောင်းတဲ့နွားတွေကိုသူရောက်စေခြင်းတဲ့ဇကြက်စီကိုဥတည်ပြီးတော့မောင်းနှင်နေသလိုတဲ့တတ္တဝါတွေကိုတဘာဝတရားကြီးကပျက်စီးခြင်းဒီကိုရောက်အောင်အမြဲတမ်းမောင်းနှင်နေတယ်လို့အဲ့လိုဟောတာဟုတ်လားအဲ့တော့ဒီလေးပါးကိုစဉ်းစားဆင်ခြင်ဒီလေးပါးအကြောင်းခေါင်းထဲကိုရောက်အောင်တွေးမယ်ဆိုရင်ဘုန်းဘုန်းတို့ရဲ့စိတ်ထဲမှာမဖြစ်လာနိုင်တော့သဝေကဖြစ်လာနိုင်တယ်တဲ့ဘုန်းဘုန်းတို့အင်္ဂုတ္တပါဠိတော်စတုတ်ကနိပတ်ထဲမှာတိဟသုတ်တံဆိုပြီးတော့သုတ်တံလေးတဲ့ဘုမြတ်စွာဘုရားဟောထားတာလေးကိုစိတ်ဝင်စားပဲတွေ့ရတယ်တိဟဆိုတာဘာလို့ရှင်သိအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဘယ်လိုဟောတာလဲဆိုတော့ယဟန်တို့တဲ့သားတို့တနေချင်းသေးမင်းဆိုတာရှိတယ်တဲ့သူကအလွန်မှဒီသားကောင်တွေရဲ့ပေါ်မှာဩဇာတိတ်ကမှကြီးမားတယ်အဲ့ဒီချင်းသေးကလင်းလာလို့အစာရှာတော့မယ်ဆိုဂူတွေကနေထွက်ပြီးတော့ကိုယ်တွေပါတွေကိုအညောင်းဆန့်ပြီးတော့အရက်လေးမျက်နာကိုကြည့်ပြီးတော့ချင်းသေးတို့ရဲ့အတန်နဲ့ဟိန်းဟောက်လိုက်မယ်ဆိုလို့ရှိရင်ဒီချင်းသေးဟိန်းဟောက်တဲ့အတန်ကိုကြားတဲ့သားကောင်တွေဟာအကုန်လုံးထိတ်လန့်တုန်လှုပ်သွားကြတယ်နော်ကောင်းကင်မှာကျက်စားတဲ့တတော်ဟာကောင်းကင်ကိုပြန်ပြေးရတယ်တွင်းထဲကျက်စားတဲ့တတော်ဟာတွင်းထဲဝင်ပြေးကြတယ်ရေထဲကျက်စားတဲ့တတော်ဟာရေနဲ့ရာကိုထိုးပြီးတော့ပြေးကြတယ်နောက်ဆုံးလူပြည်လောကမှာမွေးထားတဲ့သားကောင်တွေကပြန်ကြားမယ်ဆိုလို့ရှိရင်ကျိုးနဲ့ချီတာဆိုကျိုးပြတ်အောင်ယုံထွက်ပြေးကြတယ်ကြောက်လွန်းလို့ဒီချင်းသေးရဲ့အတန်ကိုဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဥပမာပေးတာဒါချင်းသေးဆိုတာဘုသူ့ကိုရည်ညွှန်းတာတော့ဆိုတော့မြတ်စွာဘုရားကိုရည်ညွှန်းတာတဲ့မြတ်စွာဘုရားချင်းသေးမင်းကြီးနဲ့တူတယ်တဲ့မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဟာချင်းသေးကြီးဟိဟောက်လိုက်တဲ့အတန်နဲ့တူတယ်မြတ်စွာဘုရားပြောခဲ့တဲ့ဟောခဲ့တဲ့စကားတွေအကုန်လုံးသစ္စာတရားတွေအမှန်တရားတွေဒါမြတ်စွာဘုရားဘယ်လိုတရားမျိုးကိုဟောတာအဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားဟောတဲ့တရားမြတ်စွာဘုရားပြောတဲ့စကားသစ္စာတရားဒါဟာတက္ကာယတရားဒါဟာတက္ကာယဖြစ်ခြင်းရဲ့အကြောင်းတရားဒါဟာတက္ကာယချုပ်ရာဒါဟာတက္ကာယချုပ်ရာကိုရောက်စေတတ်တဲ့တရားလို့သစ္စာ၄ပါးကိုအဲ့လိုတက္ကာယဆိုတဲ့စကားလုံးလေးနဲ့ဟောတယ်တက္ကာယဆိုတာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနာကိုပြောတာနော်တက္ကာယတရားဆိုတာအဲ့ဒီယုံနာတဘာဝတရားတွေရဲ့ပျက်စီးနေတဲ့တဘာဝကိုထင်ရှားပြပြီးတော့ဒါဟာဒုက္ခသစ္စာမကောင်းတဲ့တဘာဝတွေပေါ့နော်ဒီမကောင်းတဲ့တဘာဝဒုက္ခသစ္စာတွေကဘာကြောင့်ဖြစ်ပေါ်လာတုံးလို့မေးရင်သမုဒယသစ္စာတဏှာလောဘကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတာဒီဒုက္ခသစ္စာချုပ်ငြိမ်းရာနော်သမုဒယသစ္စာတဏှာလောဘကိုချုပ်ငြိမ်းအောင်လုပ်လို့ဒုက္ခသစ္စာဝင်ပြီးတာတွေအကုန်လုံးငြိမ်းသွားတဲ့သဘောကိုဒါတက္ကာယချုပ်ရာနိဗ္ဗာန်ဆိုတာကိုရည်ညွှန်းတာပေါ့အဲ့ဒီနိဗ္ဗာန်တတ်အငြိမ်းတက်ကိုရခြင်းနဲ့ရောက်ခြင်းနဲ့ဆက်ရောက်ခြင်းနဲ့ဆိုရင်မဂ္ဂင်၈ပါးဆိုတဲ့လမ်းစဉ်ကိုရှောက်လန်းကြရမယ်သမာဓိဋ္ဌိကောင်းဆောင်တဲ့မဂ္ဂင်၈ပါးကိုပွားများကြရမယ်
အဲ့လိုမျိုးမြတ်စွာဘုရားသစ္စာလေးပါးတရားကိုဟောပြတဲ့အခါမှာအလွန်မှအသက်ရှည်တဲ့နတ်တွေနောက်တချို့ပြမာတွေဆိုလို့ရှိရင်ကဘာနဲ့ခြီးပြီးတော့မှအသက်ရှည်ကြတယ်အသက်ရှည်လွန်းလို့တချို့ပြမာတွေဆိုရင်သူတို့ကိုသူတို့အသေးဘူးလို့တောင်ထင်းနေတာအမြဲတမ်းတီးနေတယ်လို့တောင်ထင်းနေတာပျက်စီးမှုကသိပ်ပြီးတော့မထင်ရှားဘူးပေါ့နော်တချို့နတ်တွေဆိုရင်အသက်လည်းရှည်တယ်အလွန်မှလည်းစီးစိမ်ရလည်းကြီးတယ်အဲ့လိုအသက်ရှည်တဲ့ချမ်းသာမှုများတဲ့စီးစိမ်ကြီးကြတဲ့နတ်တွေတောင်မြတ်စွာဘုရားရဲ့သစ္စာတရားကိုကြားတဲ့အခါမှာထိတ်လန့်တုန်လှုပ်ကြတယ်တဲ့။အော်ငါတို့ဟာကိုမမြဲပါပဲနဲ့မြဲတယ်လို့ထင်နေကြတာ။ငါတို့ဟာကိုယ့်ဘဝကိုမကောင်းပါပဲနဲ့ကောင်းတယ်လို့ထင်နေကြတာ။တကယ်စင်စစ်ဘဝဆိုတာမမြဲတဲ့သဘောတည်းဘဝဆိုတာမကောင်းမွန်တဲ့သဘောတည်းလို့မြတ်စွာဘုရားရဲ့သစ္စာတရားကိုနားထောင်ရတဲ့အခါကြားရတဲ့အခါမှာအဲ့ဒီအသက်ရှည်ကြတဲ့ချမ်းသာခြင်းများရတဲ့စီးစိမ်ကြီးကြတဲ့နတ်တွေဟာဘာဖြစ်ကြတာလဲတော့ထိတ်လန့်ကြတယ်တဲ့အဲ့ဒါမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတာဟုတ်လားအဲ့တော့ဘုန်းတို့ဒီသစ္စာတရားဆိုတာအဓိကကဘာတုံးလို့မေးရင်ဖြစ်ပေါ်နေတဲ့ဘဝရဲ့မကောင်းတဲ့သဘာဝကိုထင်ရှားပြပြီးတော့ဟောတဲ့ဒေသနာပဲခုကျတို့ဖြစ်နေရတဲ့အနေအထားကောင်းမွန်တဲ့သဘောတွေဖြစ်နေတာမဟုတ်နော်ကောင်းမွန်တဲ့သဘောတွေဖြစ်နေတာမဟုတ်ဒုက္ခသစ္စာဆင်းရဲခြင်းသဘာဝအမှန်အဲ့ဒီအမှန်တရားကိုသိဖို့အခုယောဂီတို့ကြိုးပမ်းအားထုတ်နေကြတာဒုက္ခသစ္စာကဘယ်ဟာလဲလို့မေးရင်စင်စစ်မပြတ်ဖြစ်ပေါ်နေတဲ့ရည်ယုံနံသဘာဝဟာဒုက္ခသစ္စာမကောင်းတဲ့သဘာဝပဲသို့တော့အဲ့ဒါကိုကိုကဒါတွေဟာမကောင်းတဲ့သဘာဝတွေလို့နားလည်ပါပြီလားလို့မေးရင်ပြပြဝဝနားမလည်ကြသေးဘူးအဲ့ဒါကိုကိုယ်ပိုင်ဉာဏ်နဲ့နားလည်အောင်မလုပ်တာတော့တတိနဲ့အမြဲတမ်းကြည်နေတာဒါဟာကောင်းတဲ့သဘာဝလားမကောင်းတဲ့သဘာဝလားအမှန်သိအောင်မလုပ်တာတော့ကြည်တာကြည်မှမြင်မှာနော်ဟုတ်လားအဲ့တော့ဒီဖြစ်ပေါ်နေတဲ့သဘာဝတွေအနှစ်ချုပ်ပြီးတော့ဘုန်းတို့ပြောရမယ်ဆိုရင်မြင်မှုကြားမှုအနံ့ရမှုစားတော့မှုတွေးထီမှုတွေးကြံမှုဟုတ်တယ်မဟုတ်လားဒီသဘာဝတွေဖြစ်နေတာအဲ့ဒီ6အုပ်စုဖြစ်တာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာချမ်းသာမှုဆင်းရဲမှုဝမ်းသာမှုဝမ်းနည်းမှုခံစားချက်တွေမဖြစ်ဘူးလားအဲ့ဒီခံစားချက်တွေကိုပဲအကြောင်းပြုပြီးတော့ချမ်းသာတဲ့ခံစားမှုရဲ့နောက်မှာမမောမှုဆိုတာကပ်ပြီးတော့ပါလာပြန်တယ်ဖြစ်လာပြန်တယ်ဟုတ်လားဆင်းရဲတဲ့ခံစားမှုရဲ့နောက်မှာပါတော့မကြိုက်မှုမကျေနပ်မှုမနှစ်သက်မှုဆိုတဲ့ဒေါသတက်ဟာကပ်ပြီးတော့ဖြစ်လာတာမရှိဘူးလားရှိတယ်ဒါပါတွေလဲလို့မင်းတကယ်ဖြစ်နေတဲ့သဘာဝဟုတ်လားအဲ့ဒီသဘာဝတွေကိုဘုံဘုံတို့ကနော်ကိုယ့်ရဲ့အတွေးထင်တွေဘာမှမပါစီပဲနဲ့တကယ်လက်တွေ့ဖြစ်နေတာလေးကိုဖြစ်နေတဲ့အတိုင်းလေးလိုက်ပြီးတော့မလုပ်တာတော့ကြည်နေတာတကယ်ကိုတက်တောင့်တက်တာလေးကြည်နေမယ်ဟုတ်လားဘယ်ဟာကိုခြေခံပြီးတော့ဘုံဘုံတို့ကြိုးစားအထောက်ကြတာတော့ဝင်လေထွက်လေရဲ့ဖြစ်ပေါ်ပြောင်းလဲနေမှုကိုပင်ကိုနေရာမပင်တိုင်းနေရာမှာထားပြီးတော့ကြည်ဖို့ကြိုးစားကြတာပေါ့နော်အဲ့လိုကြည်နေမယ်ဆိုလို့ရှိရင်ဒီသဘာဝတရားတို့ရဲ့သဘောအမှန်ဟာဘုန်းတို့ရဲ့ဉာဏ်ထဲမှာထင်ရှားလာလိမ့်မယ်ဝရိယဓာတ်နဲ့တကယ်ကြိုးစားမယ်ဆိုရင်ယုတ်တည်နေနေဟာသူတို့ရဲ့သဘောအမှန်ဖြစ်တဲ့အနိစ္စသဘာဝကိုသူတို့ဟာဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးဒီဟာကိုဘုန်းဘုန်းတို့နားလည်ဖို့လိုတယ်နော်တတိဝရိယနဲ့တကယ်သာကြည်နေမယ်ဆိုရင်ဒီယုတ်တည်နေနေဟာသူတို့ရဲ့သဘောသဘာဝအမှန်ဖြစ်တဲ့အနိစ္စလက္ခဏာကိုသူတို့ဟာဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးဉာဏ်ထဲမှာထင်ထင်ရှားရှားမဖြစ်လာမလို့ပေါ်လာမယ်။အော်အခုဒီဟာအခုဒီဟာမဟုတ်တော့ပြန်ဘူး။နောက်တစ်မျိုးဖြစ်နေပြန်ပြီ။ဟုတ်လား။ကြည်သာကြည်နေတစ်မျိုးတီးပြီးတစ်မျိုးဖြစ်နေတာပါလားဆိုတဲ့ယုံနာတို့ရဲ့နည်းနည်းတဲ့လျှို့ဝှက်ချက်လို့ဆိုနိုင်တဲ့ဒီအမှန်တရားကိုဘုံဘုံတို့ဘာဖြစ်လာမလို့သဘောပေါက်လာမယ်ပေါ့နော်။အမြဲတမ်းပြောင်းလဲနေတာ။ဘယ်ဟာကိုငါလို့ယူဆရမှာလဲဘယ်ဟာကိုငါဥစ္စာလို့မှတ်ထင်ရမှာလဲဉာဏ်ကအလိုလိုဘာဖြစ်လာမလို့ရှင်းလာမယ်ပေါ့နော်ဟုတ်လားဉာဏ်ကဘာဖြစ်လာတော့အလိုလိုရှင်းလာတယ်ဘာရဲ့စွမ်းအားကြောင့်ဉာဏ်ဖြစ်လာတာလဲလို့မေးရင်တတိဝရိယရဲ့စွမ်းအားကြောင့်ဉာဏ်ဖြစ်လာတာဟုတ်လားအဲ့ဒီအနိစ္စကိုမြင်မှများလာလို့ရှိရင်အဲ့ဒါသောတော်ကမြတ်စွာဘုရားပြောပြတဲ့ဒုက္ခသစ္စာဆိုတဲ့မကောင်းတဲ့သဘာဝအမှန်ကိုဘာဖြစ်လာမလို့နားလည်လာမယ်အဲ့ဒါလိုနားလည်လာဖို့အတွက်ဘုံဘုံတို့ယောဂီများဘာလို့နေကြတာတော့ကြိုးစားနေကြတာဟုတ်လားဒါဟာဘာလို့လို့မေးရင်
တန်ဝေကဖြစ်ကြောင်းတရားကိုပဲဘုံဘုံတို့ဟာတနည်းတစ်ပုံအားဖြင့်နားလည်အောင်ကြိုးပမ်းအထုတ်နေရရောက်နေတယ်လို့ကမဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဒီဇာတိဇရာဗျာတိမရဏလို့ဆိုတဲ့ယုံ nant တို့ရဲ့သဘာဝဘဝတို့ရဲ့သဘာဝကိုအမြဲတမ်းဘုံဘုံတို့တွေဟာစဉ်းစားရမယ်ဆင်ခြင်ရမယ်နှလုံးသွင်းရမယ်ပေါ့နော်အဲ့လိုစဉ်းစားဆင်ခြင်နှလုံးသွင်းတဲ့အခါမှာလည်းပဲတကယ်ကိုလက်တွေ့ကြကြစိတ်ထဲမှာပိုင်ပိုင်နိုင်နိုင်ဆင်ခြင်တတ်ဖို့တော့လိုမယ်ဥမာဆိုရပါစို့ဘုန်းတို့ဇာတိဇရာဗျာတိမရဏအဲ့ဒီ၄မျိုးထဲမှာမရဏဆိုတဲ့တရားဟာပိုးပြီးတော့စိတ်ကိုထိတ်လန့်မှုဖြစ်စေတဲ့နေရာမှာပိုးပြီးတော့သူကအစွမ်းထက်တယ်လို့ဆိုရင်တယ်ဟုတ်လားပိုးပြီးတော့ထိရောက်တယ်လို့ဆိုရင်တယ်အဲ့တော့သိခြင်းကိုစဉ်းစားတဲ့အခါမှာတကယ်သိနေတဲ့လူတစ်ယောက်ကိုမြင်မှုရတယ်မို့လားအဲ့လိုမြင်ရတဲ့အခိုက်အတန့်မှာကိုယ့်ရဲ့စိတ်ထဲမှာဘလို့အပြောင်းလဲဖြစ်တယ်လေဘလို့ခံစားရတယ်လေဘလို့ထပ်ပြီးတော့အတွေးအမြင်တွေဖြစ်ပေါ်လာတယ်လေဆိုတာကိုသတိထားသင့်တယ်ဟိုတို့လူသေးကောင်ကိုမြင်ရတာနဲ့မမြင်ရတာမတူဘူးနော်စိတ်ကူးနဲ့ပုံဖော်ပြီးတော့လူသေးကောင်ကိုကြည့်လို့မြင်ရတဲ့အမြင်နဲ့တကယ်လက်တွေ့လူတစ်ယောက်သေးနေတာစမ်းသပ်လေးသေးနေတာမလှုပ်မရှက်ငြိမ်ပြီးတော့သေးနေတဲ့အနေအထားအလောင်းကောင်ကိုမြင်ရတဲ့အနေအထားနဲ့စိတ်ကူးထဲမှာကြံစည်ပြီးတော့ကြည့်တဲ့အနေအထားနဲ့ခံစားချက်ချင်းသိမြင်နားလည်ပုံချင်းတွေးပုံမြင်ပုံချင်းတူနိုင်မလားမတူနိုင်ဘူးအဲ့ဒါကိုတကယ်လူသေးကောင်ကိုမြင်တယ်လို့မျိုးမြင်ကြည့်ဟုတ်လားမြင်ကြည့်ပြီးတော့ဘယ်လိုလုပ်မလို့ဆိုတော့အော်ငါရဲ့ဒီငါလို့ဆွဲယူထားတဲ့မှတ်ယူထားတဲ့ဒီကိုယ်ကောင်ကလည်းတစ်ချိန်မှာအဲ့ဒါလို့မလှုပ်မရှက်ငြိမ်ငြိမ်လေးသေးနေတဲ့နော်ဒီရုပ်ကလတ်လို့ကိုယ်လည်းပဲငြိမ်ငြိမ်လေးသူများလာပြီးတော့ကြည်တာကိုခံရတဲ့အနေအထားကိုရောက်သွားအောင်ပါဟုတ်တယ်မဟုတ်လားအဲ့လိုလေးပါလို့ရမှာတော့စဉ်းစားကြည့်နော်ကိုကလူသေးကိုသွားကြည့်တယ်လို့လူတွေကလည်းကိုယ်လူသေးဆိုပြီးတော့လာကြည့်တဲ့အနေအထားကိုတစ်ချိန်ချိန်မှာမဖြစ်အောင်မလို့ရောက်အောင်ပါအဲ့လိုမျိုးစိတ်ကူးကိုအနည်းဆက်ဆုံးဖြစ်အောင်ဘုံဘုံတို့ဟာတွေးတောတတ်ဖို့ဆင်ញင်တတ်ဖို့လိုတယ်အဲ့ဒါကိုမြတ်စွာဘုရားဆင်ញင်တတ်ဖို့ဘယ်လိုသင်ပေးတာတော့ယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံဣဇတ္တင်္စဗေဒာစကာယေသန္တံဝိရာစေယဟုတ်လားယထာဣဒံတထာဣဒံယထာဣဒံတထာဣဒံအဲ့ဒီစကားလုံးလေးကအလွန်မှဆင်ញင်စရာကောင်းတယ်ယထာဣဒံတထာဣဒံနော်ဒီခုလှုပ်လှုပ်ရွရွပျော်ဆိုးသွားလာနေတဲ့ဒီငါလို့ဆိုနေတဲ့ဒီရှင်သန်နေတဲ့ဒီဘဝလေးဟာဟုတ်လားတစ်ချိန်ကျတော့အခုသေးနေတဲ့အရာလို့ဘာဖြစ်သွားမှာတော့ဖြစ်သွားအောင်ပါအခုသေးနေတဲ့အရာဟာလည်းတစ်ချိန်လုံးကငါလိုပဲသွားလာလာပျော်ပျော်ဆိုဆိုလှုပ်လှုပ်ရှားရှားနေခဲ့တာသေနေတဲ့လူနဲ့ရှင်နေတဲ့ကိုယ်ထပ်တူပြုတ်ပြီးတော့မလုပ်တာတော့စဉ်းစားတာနော်အခုရှင်နေတယ်ဆိုတဲ့ငါဟာတစ်ချိန်ကျရင်ဒီသေနေတဲ့လူလို့ဖြစ်သွားအောင်ပါအခုသေနေတဲ့လူဟာတစ်ချိန်လုံးကရှင်နေတဲ့ငါလိုပဲဖြစ်ခဲ့တာအဲ့လိုအပြင်းပြင်းလန်လန်စဉ်းစားတာစဉ်းစားတတ်ဖို့လိုတယ်နော်အခုရှင်နေတဲ့ငါဟာတစ်ချိန်ကျရင်ဒီသေနေတဲ့လူလို့ဖြစ်သွားအောင်ပါအခုသေနေတဲ့လူဟာတစ်ချိန်လုံးကရှင်နေတဲ့ငါလိုဖြစ်ခဲ့တာအဲ့လိုဆိုလို့ရှိရင်အဲ့လိုစဉ်းစားဆင်ခြင်ဘာဖြစ်တုံးဆိုတော့ဣဇတ္တင်္စဗေဒာစကာယေသန္တံဝိရာစေယနော်ဣဇတ္တင်္စဗေဒာစဣဇတ္တဆိုတာအတွင်းဗေဒာဆိုတာအပြင်ပေါ့နော်ကိုယ်ခန္ဓာကိုယ်ရဲ့အပေါ်မှာလည်းပဲမမောမှုတွေကင်းသွားနိုင်တယ်သူတစ်ပါးခန္ဓာကိုယ်ရဲ့အပေါ်မှာလည်းပဲမမောမှုတွေကင်းသွားနိုင်တယ်ဒါကဘုံဘုံကဘာပြောတာလဲဆိုတော့ဒီတံဝေကရာခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ဇာတိဇရာဗျာတိမရဏကိုစဉ်းစားတဲ့အခါမှာတကယ်လက်တွေ့ကြကြအမှန်တရားနဲ့အနီးဆက်ဆုံးဖြစ်အောင်စိတ်ထဲကမလုပ်နိုင်ဘူးလို့မလို့ဆင်ញင်နိုင်ဖို့လို့မယ်ဒါလေးကိုပြောတာဟုတ်လားအဲ့ဒါဆက်ပြီးတော့ဘုံဘုံကဒီနောက်ထပ်တံဝေကရာခြင်းရဲ့အကြောင်းတရား၄မျိုးကိုစဉ်းစားဆင်ញင်ပုံလေးတွေကိုနည်းနည်းထပ်ပြီးတော့ပြောမယ်ဒါကဘယ်လိုရည်ရွယ်ချက်နဲ့ပြောတာတော့ဆိုတော့ဒီဒေသနာတွေကိုလက်တွေ့ဆင်ញင်ကြည့်ခြင်းအပြင်အသုံးပြုနိုင်ကြဖို့အသုံးပြုမယ်ဆိုလို့ရှိရင်ဘုံဘုံတို့ဘာထွက်လာမှာတော့တံဝေကထွက်လာမယ်ပေါ့နော်တံဝေကဖြစ်လာမယ်ဆိုလို့ရှိရင်ရိုးမှတားလို့မရဘူးကြိုးပမ်းအထုံမှုဆိုတဲ့ဝရိယဟာအလိုလျောက်ဖြစ်လာမယ်ဝရိယတွေဖြစ်လာလို့ဝရိယတွေပြည့်မီလာပြီဆိုရင်တရားဓမ္မတို့ဘုံဘုံတို့မျှော်လင့်တောင့်တတဲ့တရားတို့တရားမြတ်ကိုသိတဲ့ဉာဏ်ဆိုတာဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အဲ့လိုတန်ဖိုးကြီးမားတဲ့တံဝေကဓာတ်ကိုဖြစ်စေဖို့အတွက်
လက်တွေ့ဆင်ခြင်ကြည့်ခြင်းအပြင်ဒေသနာတွေကိုအသုံးပြုနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောပြတာဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့၅ခုမြောက်တန်ဝေကရခြင်းရဲ့အကြောင်းတရားကဘာလဲတော့အပေဒုက္ခတဲ့ငရဲတိရစ္ဆာန်ပြိတ္တာအတုရကေတဲ့ဟုတ်လားငရဲဆိုတာကြတော့တရားတော်မှာတော့ဘုန်းဘုန်းတို့မမြင်ဘူးကြဘူးမတွေ့ဘူးကြဘူးဟုတ်လားသို့တော်ငရဲရဲ့ဒုက္ခဘုရားတောင်ကိုအောင်မဟောနိုင်ဘူးလို့ဘာလပန္တိတသုတ်တံများမှာမြတ်စွာဘုရားဟောထားတာအထင်ရှားရှိတယ်ငရဲရဲ့ဒုက္ခဟုတ်လားငရဲရဲ့ဒုက္ခကိုဘုရားတောင်ကိုအောင်မပြောနိုင်ဘူးလို့အဲ့လိုဟောထားတာရှိတယ်တော့ငရဲကိုမမြင်ဘူးလို့မသိဘူးလို့ကြိုင်ထားလိုက်အောင်ငရဲပြီးရင်ပါလာမှာတော့တိရစ္ဆာန်ဟောတိရစ္ဆာန်တွေကြတော့ဘုန်းတို့ပါတော့လက်လန်းမိတယ်တိရစ္ဆာန်တွေရဲ့ဘဝကိုစဉ်းစားဆင်ခြင်ကြည့်ရင်တဝေကရနိုင်တယ်သို့တော့ဒီတိုင်းစဉ်းစားဆင်ခြင်တာနဲ့ဒီတိရစ္ဆာန်လေးတွေရဲ့အဖြစ်ဟာငါအချိန်မီရောက်သွားနိုင်တဲ့အနေအထားလို့အဲ့ဒါလို့ဆင်ခြင်တာအကျိုးရလဒ်ထွက်ပုံညင်မတူဘူးဟုတ်လားတိရစ္ဆာန်တွေဆင်းရဲလိုက်တာလို့စဉ်းစားရင်စိတ်ကဒီလောက်မထိတ်လန့်သေးဘူး။အော်ငါမှတိရစ္ဆာန်ဖြစ်စေတတ်တဲ့ဓာတ်တတိတွေရှိနေပါသေးလား။တိရစ္ဆာန်ဖြစ်စေတတ်တဲ့ဓာတ်တတိတွေကိုငါမပယ်ရှားရသေးပါလား။တိရစ္ဆာန်မျိုးစေ့ကိုငါမဖြတ်စည်းရသေးပါလား။တိရစ္ဆာန်မျိုးစေ့ကိုမဖြတ်စည်းရသေးတဲ့အတွက်ကြောင့်တိရစ္ဆာန်အပင်ဟာအချိန်မွေးပေါက်လာနိုင်ပါလားလို့အဲ့လိုစဉ်းစားဆင်ခြင်မှထိတ်လန့်မှုကကြီးကြီးမားမားဖြစ်နိုင်မယ်ပေါ့တိရစ္ဆာန်မျိုးစေ့ဆိုတာဘာကိုကြီးပဲပြောတာတော့တက္ကာယဒိဋ္ဌိကိုပြောတာဟုတ်လားထင်ရှားဖြစ်နေတဲ့ယုံနံကိုပုဂ္ဂိုလ်တ attva လို့ထင်မှားနေတာဟုတ်လားအဲ့ဒီတက္ကာယဒိဋ္ဌိဟာတိရစ္ဆာန်မျိုးစေ့လည်းမကဘူးငရဲမျိုးစေ့လည်းသူပဲဣတ္တမျိုးစေ့လည်းသူပဲအတုရကေမျိုးစေ့လည်းသူပဲအဲ့တော့တိရစ္ဆာန်လောကကိုဘုန်းဘုန်းတို့စဉ်းစားတဲ့အခါမှာအဲ့လိုအတွေးလေးအမြင်မှန်လေးပါတော့မလို့ဘာလို့ရမလို့ထည့်သွင်းရမယ်ပေါ့ဟုတ်လားတိရစ္ဆာန်မျိုးစေ့တဲ့မပယ်ရသေးဘူးအလွန်ဆင်းရဲတဲ့တိရစ္ဆာန်ဘဝဘုန်းတို့တရားနာတာတုတ်တန်တွေမှာမြတ်စွာဘုရားကနော်ငရဲဘုံကိုမိကြီးတွင်းကြီးများနဲ့တူတယ်လို့ဥပမာပေးတယ်။တိရစ္ဆာန်ဘုံကိုကြတော့မစင်တွင်းကြီးများနဲ့တူတယ်လို့ဥပမာပေးတယ်။နော်ပေတလို့ဆိုတဲ့ပြိတ္တာဘုံနဲ့အတုရကေဘုံကိုတော့ပေါင်းပြီးတော့သူကပြောတာ။သူကြတော့ဘာနဲ့တူတယ်လို့ပြောလို့ဆိုတော့နော်အလွန်တရာမှနော်အခက်အလက်နေပါတဲ့အရေးကျဲတဲ့တစ်ပင်အိုနဲ့တူတယ်လို့ဟောတယ်တတ္တဝတ္ထုတယောက်သေပြီးတဲ့နောက်မှာလာရရောက်ရကိုဂတိလို့ခေါ်တယ်ဟုတ်လားအဲ့ဒီဂတိကဘယ်နှမျိုးရှိတယ်လို့ကြားဘူးလို့၅မျိုးဒေဝမနုဿနိရိယနဲ့ပေတတိရစ္ဆာန်လာရအရှိ၅ရံသောဂတိဟုတ်လားဒေဝဂတိကိုကြတော့မြတ်စွာဘုရားကပြတ်သက်ဆောင်ကြီးများနဲ့တူတယ်လို့ဟောတယ်မနုဿဂတိကိုကြတော့မြတ်စွာဘုရားကအရှိကောင်းတဲ့တစ်ပင်များနဲ့တူတယ်လို့ဟောတယ်ဂတိ၅ပါးကိုအလို့ဥမာနဲ့ဟောတာအမြင်ရတယ်အမြင်နဲ့ပြည့်စုံတဲ့လူတစ်ယောက်ကအောက်ကိုလှမ်းပြီးတော့ကြည့်တယ်တဲ့အဲ့လိုကြည့်တဲ့အချိန်မှာနေပူကျဲကျဲမှာလူတစ်ယောက်ကရိတ်ခါတို့ကိုထမ်းပြီးတော့အပေါ်ကနေကပူတယ်အောက်ကသဲကပူတယ်အဲ့ဒါလိုအပေါ်ဘူးအောက်ပူကြားထဲမှာရိတ်ခါတုတ်ကလေးထမ်းပြီးတော့သူဟာခရီးသွားနေတာကိုတွေ့တယ်ဒီလူဘယ်ကိုဥတည်နေတာတော့သူရှောက်နေတဲ့လမ်းကဘယ်ကိုရောက်မဲ့လမ်းလဲဆိုတာကိုအမြင်ကကြည့်တဲ့လူကမြင်တယ်တဲ့အဲ့ဒါပထမတစ်ယောက်ဘယ်ကိုဥတည်နေတာလဲဆိုတော့မိကြီးတွင်းကြီးစီကိုဥတည်နေတယ်ဟာဒီလမ်းညမ်းကိုသာမပြောင်းဘူးဆိုရင်တော့ဒီလူဟာတေချာပေါက်မိကြီးတွင်းထဲကိုကြာမှာပဲအဲ့ဒီလူကလည်းလမ်းကြောင်းမပြောင်းဘူးအဲ့ဒါလမ်းလဲဆုံးရောက်မိကြီးတွင်းထဲကြာသွားရောလေအဲ့ဒါမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတာတချို့တရားတွေဟာငရဲကိုရောက်စေတတ်တဲ့အလုပ်တွေကိုလုပ်နေကြတယ်ငရဲကိုရောက်စေတတ်တဲ့အပြောကိုပြောနေကြတယ်ငရဲကိုရောက်စေတတ်တဲ့အတွေ့ကိုတွေးနေတယ်အဲ့ဒါမိကြီးတွင်းစီကိုရအောင်ရှောင်နေတဲ့ခရီးတွေလို့ပဲလမ်းကြောင်းမပြောင်းဘူးဆိုရင်အဲ့ဒါတေချာပေါက်ငရဲကိုရောက်ဟောနောက်တစ်ယောက်ကတော့ဘယ်ကိုဥတည်နေတော့မစင်တွင်းစီကိုဥတည်တယ်မစင်တွင်းဆိုတာတိဋ္ဌံပုံကိုပြောတာလမ်းကြောင်းမပြောင်းဘူးအဲ့ဒါတေလဲတေရောတိဋ္ဌံဖြစ်သွားရောနောက်တစ်ယောက်ကတော့ဘယ်ကိုဥတည်တော့အရေးမကောင်းတဲ့နာဖို့ခိုးဖို့အတွက်အရေးမပြည့်စုံတဲ့တစ်ပင်အိုဒီကိုဥတည်တယ်လမ်းကြောင်းမပြောင်းဘူးအဲ့ရောက်သွားတယ်ပိဋ္ဌာဖြစ်သွားတယ်ပြောတာဟုတ်လားနောက်တစ်ယောက်ကတော့သူကအရေးကောင်းတဲ့တစ်ပင်ကြီးကိုဥတည်တယ်ဒါလူပြည်ကိုရောက်ကြောင်းလမ်းကိုရှောက်တယ်လို့ရည်ရွယ်တာနောက်တစ်ယောက်ကတော့ပြတ်သက်ဆောင်တွေကိုဥတည်တယ်ဟုတ်လား
အဲ့ဒါဘုန်းတို့စဉ်းစားဆင်ခြင်ရမှာကနိရိယဆိုတဲ့ဒီဂတိဘယ်လိုမြင်ရမှာတော့မိကြီးတွင်လို့မြင်ရမယ်ကြသွားမယ်ဆိုရင်အချိန်မရွေးအမြဲတမ်းဘာဖြစ်နေပြီတော့ပူလောင်နေမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အိဋ္ဌံပုံကြတော့ဘယ်လိုပြောတော့မစင်တွင်နဲ့ဟာအလုံးမညစ်နွမ်းနေရောလားမစင်ကြယ်ဘူးမတန့်ရှင်းဘူးအိဋ္ဌံအများစုဟာနိုင်ရာစားကြတာပဲဟုတ်လားတိရစ္ဆာန်တစ်ကောင်ရှင်သန်မှုအတွက်တခြားတိရစ္ဆာန်တစ်ကောင်ကအမြဲတမ်းသေပေးရတယ်ဟုတ်လားတချို့ဆိုရင်မသေးခင်မှာလှုပ်လှုပ်ရွရွဖြစ်နေတော့မှကိုပဲအငမ်းမရမျိုးချပြစ်လိုက်ကြတယ်ဘာမှအရသာခံနေတာတွေဘာတွေရှိမယ်မထင်ပါဘူးဟုတ်တယ်မဟုတ်လားဒီဝမ်းပြည့်ရေးအတွက်ဒီသူ့ရှင်သန်ရေးအတွက်ဒီခြားတရားဝတစ်ကောင်ကိုသူကလှုပ်လိုက်ရတော့မျိုးလိုက်ရတယ်ဒါတွေကဘုန်းဘုန်းတို့ဗာပြောနေတာတော့တန်ဝေကရဖို့ပြောပြတာအဲ့ဒီလိုမျိုးဘုန်းဘုန်းတို့ဟာရှင်သန်မှုအတွက်အသေးအတန်ရုန်းကန်ခဲ့ရတဲ့ဘဝပေါင်းများစွာဘုန်းဘုန်းတို့ဘာလုပ်ခဲ့ရတော့ဖြတ်သန်းခဲ့ရတယ်အဲ့လိုမျိုးကိုယ့်ဘဝနဲ့ဒီအခြေအနေဆိုးနဲ့ဟာဆက်ဆက်နေတယ်ဆိုတဲ့အမြင်နဲ့ဆင်ခြင်မှတန်ဝေကဆိုတာဖြစ်နိုင်တယ်ဒီသဘောကိုပြောတာနော်ငရေတိရစ္ဆာန်ပြိတ္တာဟောပြိတ္တာကြတော့ဘုန်းတို့တချို့မြင်ဘူးတယ်ဟုတ်တယ်နော်မြင်မှုရတဲ့လူတွေရှိတယ်ဟုတ်လားနော်အရေးအယောင်တွေတွေ့တာရှိတယ်အတန်ပလန်တွေကြားတာရှိတယ်အနံ့တွေရတာရှိတယ်တချို့ဆိုအခေါင်ထဲအနေနဲ့မြင်မှုရတာတောင်ရှိတယ်နော်ကိုမသိနိုင်တဲ့ကိုမမြင်နိုင်တဲ့ကိုဉာဏ်မကျက်စားနိုင်တဲ့လောကကသာလေပို့ပြီးတော့ကျေပြန့်တယ်ကိုဉာဏ်နဲ့ကျက်စားနိုင်တဲ့ကိုသိနိုင်တဲ့နယ်ပယ်ဆိုတာတကယ်ကဘာတော့ကျဉ်းချင်းလေးတော့ဒီပေတာလောကနဲ့ပတ်သက်ပြီးတော့ကျမ်းဂန်တွေထဲမှာအလွန်ထင်ရှားတဲ့နော်ဒေသနာလေးတွေစုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်။နိဒာနဝကတန်ယုတ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားတယ်လက္ခဏာတန်ယုတ်ဆိုတာရှိတယ်။နိဒာနဝကဆိုတာသူကအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဟောပြထားတယ်။ပရိစ္ဆေသမုပ္ပါဒေသနာကိုအရင်ခံပြီးတော့မှတ်တမ်းတင်ထားတာနိဒာနဝကဆို။အဲ့ဒီလက္ခဏာတန်ယုတ်ထဲမှာနော်ပေတာလောကသားတွေရဲ့အကြောင်းကိုဆန်းဆန်းကြဲကြဲမြင်တာကိုပြောပြထားတာအခါတစ်ပါးမှာရှင်မမောက္ကလန်နဲ့ရှင်လက္ခဏာဂိဇဂုတ်တောင်ပေါ်မှာသတင်းသုံးရင်းနဲ့ဆွမ်းခံချိန်ကြားတဲ့အချိန်ကြတော့ဂိဇဂုတ်တောင်ပေါ်ကနေရာဇဂုတ်မျိုးတွေကိုဆွမ်းခံရမယ်ဆိုပြီးတော့ကြွလာကြတာဂိဇဂုတ်တောင်ဆိုတာကရာဇဂုတ်မျိုးနဲ့မနီမွေးမှာရှိတာပါနော်အဲ့ဒါစိတ်ငြိမ်ရအဲ့ဒီဂိဇဂုတ်တောင်ကြီးကိုတက်ပြီးတော့သူတို့နေကြတာသတင်းသုံးကြတာအဲ့ဒါဆွမ်းခံချိန်ကြားတဲ့အခါကျတော့အဲ့ဒီဂိဇဂုတ်တောင်ပေါ်ကနေဆင်းလာကြတာအဲ့လိုဆင်းလာကြရင်းနဲ့ရှင်မောက္ကလန်ကိုရောမြတ်ကြီးကတဏှာကိုကြည့်ပြီးတော့ပြုံးနေတယ်အဲ့ဒါကိုမြင်တဲ့အခါမှာရှင်လက္ခဏာကမေးတယ်နော်အเจ้าမဲ့ပြုံးတာမဖြစ်နိုင်ဘူးအရှင်ဘုရားဘာလို့ပြုံးတာတော့ဆိုတော့ငါရှင်တဲ့ဒီမေးခွန်းကိုခုဒီအချိန်မှာမမေးပါနဲ့မြတ်စွာဘုရားရဲ့ရှေ့တော်မှာပိဋကတ်၄ပါးစုံတဲ့အချိန်မှာမေးပါနော်အဲ့လိုမျိုးမင်းရှိတဲ့အချိန်မှာရှင်လက္ခဏာလည်းမေးတော့အဲ့ဒါနဲ့ဆွမ်းခံဆွမ်းဖုံးပေးတော့နေတန်စင်ချမ်းချမ်းသာသာနေပြီးတော့ညနေခင်းကာလညချမ်းကာလရောက်တဲ့အချိန်မှာပိဋကတ်၄ပါးစုံတယ်မြတ်စွာဘုရားရှေ့မောက်မှာအဲ့ဒါရှင်လက္ခဏာကရှင်မောက္ကလန်ကိုမေးတယ်ငါရှင်မောက္ကလန်မနေ့တုန်းကငါမေးတာအဲ့ဒါပိဋကတ်စုံမှဘုရားရှေ့ရောက်မှမေးပါဆိုလို့အခုမေးရတယ်သင်ဘာကြောင့်ပြုံးတယ်တော့ဘာကိုမြင်လို့ပြုံးတယ်တော့အဲ့လိုမေးတဲ့အချိန်မှာရှင်မောက္ကလန်အရှင်တဲ့တင်းတဲ့ငါနဲ့စွန့်ကန်ကြွမလို့ဒေဇဂုတ်တော်မောကဆင်းလာတဲ့အချိန်မှာငါနားထဲမှာအော်တန်ညီးတန်ကြားလို့ငါအတန်လာရသည်ကိုကြည်လိုက်တာအတန်ကြားလို့ကြည်တာနော်အဲ့ဒီအတန်ကိုရှင်လက္ခဏာမကြားဘူးရှင်လက္ခဏာလည်းတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသူလည်းပဲပါတော့နော်တကောဣတိဘတ်နဲ့ပြည့်စုံတဲ့ယဟန္တာပုဂ္ဂိုလ်ပဲဒါပေမဲ့သူ့ရဲ့တကောဣတိဘတ်ကရှင်မောက္ကလန်လောက်ကြီးမားတာထက်မြက်တာမဟုတ်လားအဲ့ဒါနဲ့ငါအတန်လာရာကိုကြည့်လိုက်တဲ့အချိန်မှာအယိုးတွေနဲ့ကြီးတိဆောက်ထားတဲ့တရားဝါတကောင်ကောင်းငင်မှာပြန်နေတာကိုတွေ့ရတယ်တဲ့အယိုးတွေနဲ့ကြီးတိဆောက်ထားတယ်အဲ့ဒီအကောင်ကအော်နေတာတဲ့ဘာလို့အော်တာတုံးဆိုတော့နော်သူ့လိုပဲနော်ကောင်းငင်မှာပြန်တန်းရင်းနဲ့သူ့ကိုထိုးစိတ်နေကြတယ်ကြီးတွေလရတွေစွန်ရဲတွေဘေးကနေဝဲပြီးတော့ဒီအယိုးကြားကိုထိုးစိတ်နေကြတယ်အဲ့ဒီအကောင်တွေရဲ့ထိုးစိတ်တာကိုမခံနိုင်တဲ့အတွက်ကြောင့်အဲ့ဒီကောင်ကအော်တာ
ဘလောက်ဆန်းကျယ်တဲ့လောကကြီးလဲယုံကြည်မှုနဲ့နားထောင်ကြည့်နော်ဟုတ်လားကိုမသိနိုင်တဲ့မမြင်နိုင်တဲ့တရားတွေလောကမှာကျက်စားနေကြတာရှိတယ်ဆိုတာလေးကိုဒါကျမ်းဂန်အထောက်အထားပြောပြတာဟုတ်လားအဲ့ဒါလိုမြင်တယ်အဲ့ဒါကိုမြင်လို့ဩဒီလိုတရားမျိုးရဲ့လို့လေလောကမှာရှိနေသေးပါလားအဲ့လိုစဉ်းစားတာနဲ့ तू မပြုံးသေးဘူးဘာလို့ပြုံးတဲ့သဘောကဖြစ်လာတာတော့ဆိုတော့ငါမှာဒီသဘောမျိုးမရှိတော့ဒီလောက်ဆင်းရဲတဲ့ဘဝတွေဖြစ်เสียအကြောင်းငါတန်တန်မှာမရှိတော့ကိုပြန်တွေးလိုက်တဲ့ခါကျတော့ဘာဖြစ်သွားတော့ကျေနပ်သွားရောနော်အဲ့ဒီကျေနပ်မှုရလို့ပြုံးသွားတာဟိုတော်ဆင်းရဲနေတာကိုကြည့်ပြီးတော့ပြုံးတာမဟုတ်သဘောပေါက်လားအဲ့တော့ဘုန်းဘုန်းတို့ကတိဋ္ဌာန်လေးတွေကိုကြည့်ပြီးတော့အခုပေတာလောကသားတွေအကြောင်းစဉ်းစားပြီးတော့ဘုန်းဘုန်းတို့မှာရှင်မမောက္ကလံမျိုးပြုံးတယ်လို့မျိုးပြုံးနိုင်တဲ့အပြုံးမျိုးမရှိနိုင်သေးဘူးဟုတ်လားဘုန်းဘုန်းတို့မှာတော့ဘာပဲဖြစ်မှာတော့တန်ဝေကပဲဖြစ်မယ်ဟုတ်လားတန်ဝေကပဲဖြစ်မယ်ဩငါမှဒီသဘောတဘာဝကိုဖြစ်စေတဲ့အကြောင်းတရားတွေကိုမပေရသေးပါလားငါအချိန်မရွေးဘဝအဆုံးသတ်ပြီးတော့အဲ့ဒီဘဝမျိုးနဲ့ထပ်ပြီးတော့စသွားနိုင်မလားသိခြင်းတရားဆိုတာအကြီးမားဆုံးအပြောင်းလဲလို့ဘုံဘုံမကြာခဏပြောတယ်နော်ဘဝမှာအကြီးမားဆုံးအပြောင်းလဲဟာသိခြင်းတရားပဲတချို့စီဝါရေးတွေအကြီးအကျယ်ကြာရှုံးသွားတာရှိတယ်အကြီးအကျယ်အောင်မြင်သွားတာရှိတယ်ဒါဆိုရင်ဟာဘဝပြောင်းလဲပြီလို့တချို့လက်မထောင်ကြတာရှိတချို့ပြည့်စည်သွားတယ်ဆိုရင်လည်းဝမ်းနဲ့ကြည်ကွဲကြတာရှိတယ်ဟုတ်လားပညာရေးတွေကောင်းလို့အစသာအရာရာကိုတန်ဖိုးထားတဲ့အရာတွေကောင်းသွားလို့တို့ကတော့ပြောင်းသွားပြီလို့အပြောင်းလဲအကြီးကြီးလို့ထင်ကြတာတွေမရှိဘူးလားရှိတယ်ဘယ်အပြောင်းလဲမှသိခြင်းတရားလောက်ကြီးမားတဲ့အပြောင်းလဲကိုမဖြစ်စေဘူးဆိုကြပါစို့လူတစ်ယောက်သိပြီဆိုတာနဲ့ဒီအခြေအနေဟာအကုန်လုံးအပြီးတတ်သွားပြီနောက်ထပ်အခြေအနေအသစ်တစ်ခုဟာဘာလို့မလို့စလာလိမ့်မယ်အဲ့ဒီအပြောင်းလဲဟာတချို့လူတွေအတွက်ရောက်ဖို့သိမကြတော့ဘူးနော်စဉ်းစားကြည့်နော်လူတစ်ယောက်သေးလို့ခွေးတကောင်ဖြစ်သွားတယ်ဆိုကြပါစို့ဒါထက်ကြီးမားတဲ့အပြောင်းလဲဘယ်ရှာတွေ့နိုင်မှာတော့လူရှင်စစ်ကနေပြီးတော့ခွေးတကောင်ဖြစ်သွားတယ်စိတ်ကူးလေးလက်တွေ့ကြကြကုကြည်စမ်းပါနော်လူရှင်စစ်ကနေနွားတကောင်ဖြစ်သွားတယ်လူရှင်စစ်ကနေအလွန်ဆင်းရဲတဲ့ငရဲသားတစ်ယောက်ဖြစ်သွားတယ်စဉ်းစားကြည့်ပါဒါထက်ကြီးမားတဲ့အပြောင်းလဲရှိနိုင်မလားနော်လူရှင်စစ်ကနေနတ်ဖြစ်သွားတယ်ပြမဖြစ်သွားတယ်ကောင်းတဲ့ဘက်မှာလည်းပဲအလွန်ကြီးမားတဲ့အပြောင်းလဲကြီးတစ်ခုလို့ဆိုနိုင်မို့လားဆိုနိုင်တယ်အဲ့ဒီလိုအပြောင်းလဲမျိုးရှင်မမောက္ကလံမှာရှိသေးသလားမရှိတော့ဒီလိုဘဝမျိုးမပြောနဲ့ဘယ်လိုဘဝမျိုးမှသူ့မှာဖြစ်เสียအကြောင်းမရှိဘူးဘဝကဒုက္ခဘယ်ဒုက္ခမှသူ့မှာဆက်ပြီးတော့ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်မလို့သူ့မှာဖြစ်တာတဲ့တော့ပြုံးတာတဲ့အဲ့လိုမျိုးရှင်လက္ခဏာကိုဖြေတဲ့အခါမှာမြတ်စွာဘုရားဘာမိန့်ရှိတုံးဆိုတော့ဒါမြတ်စွာဘုရားရှိမှာမေးဖြေနေကြတာကိုမြတ်စွာဘုရားဘာမိန့်ရှိတုံးဆိုတော့ငါရဲ့တပည့်တာဝကတွေဟာတိပြီးမြင်ပြီးတော့နေကြပါပြီစွာနော်အတိအမြင်နဲ့ပြည့်စုံပြီးတော့နေကြပါပြီစွာရှင်မမောက္ကလံကိုချီးမွမ်းတာအလွန်မြင်နိုင်ခဲ့တဲ့တရားကိုမြင်လို့မြတ်စွာဘုရားချီးမွမ်းတာတကယ်စင်စစ်ငါဟာဒီတရားကိုဖျားဖြစ်ပြီးကာစဘောဓိပင်နဲ့ရွှေပလင်းနော်ဖျားဖြစ်ပြီးကာစအဲ့ဒီညတွေကစငါအဲ့ဒီတရားကိုမြင်နေတဲ့အဲ့ဒီတရားရဲ့အော်တန်ကိုလည်းငါကြားရတယ်ဒါပေမဲ့အဲ့ဒီတုန်းကဒီတရားဒီလိုအော်နေတယ်ဒီလိုဖြစ်နေတယ်လို့ငါဘယ်သူမှမပြောခဲ့ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေကာလရှည်မြင့်စွာအကျိုးမဲ့မှာဆိုလို့လေဟောဒီစကားလေးကိုသိချနာထောက်နော်မြင်တဲ့လူကမြင်တဲ့အတိုင်းပြောတယ်သိတဲ့လူကသိတဲ့အတိုင်းပြောတယ်ဒါကိုကြားရတဲ့ပုဂ္ဂိုလ်တိုင်းကယုံနေကြတာတော့လေမဟုတ်ဘူးယုံတယ်မယုံဘူးဆိုတာကလည်းပဲကိုယ့်ရဲ့ပင်ကိုတက်ခံခွဲခြမ်းဝေဖန်နိုင်စွမ်းအနှိမ့်အမြင့်ပေါ်မှာလည်းမူတည်နေသေးတယ်ဟုတ်တယ်မဟုတ်လားကုမြတ်စွာဘုရားအဲ့ဒါကိုထောက်ပြတာနော်မြင်တဲ့အတိုင်းကြားတဲ့အတိုင်းမြတ်စွာဘုရားပြောခဲ့ပါသလားမပြောခဲ့ဘူးဘာဖြစ်လို့မပြောတာတော့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေကာလကြာမြင့်စွာအကျိုးမဲ့မှာဆိုလို့တဲ့ဟုတ်လားအဲ့ဒါလက္ခဏာတန်ရုပ်ထဲမှာပထမဦးဆုံးတုတ်တန်လေးဟုတ်လားအဲ့ဒါအများကြီးပဲပြောတာပြိတ္တာအမျိုးအစားကိုစုံနေတာပဲတချို့ပြိတ္တာကျတော့အပေါ်ကအရေးကုန်မပါဘူးသွတ်တန်ရဲရဲနဲ့နော်အဲ့ဒါမြတ်စွာဘုရားကဒီအယိုးစုပြိတ္တာဟောဒီတာဝတိမြို့ထဲမှာပဲတစ်ချိန်ကနွားသားသမားတယောက်ဖြစ်ခဲ့တာတဲ့အဲ့လိုတောင်ပြောတယ်
အရေကိုမပါတဲ့ပြိတ္တာရှိတယ်နော်ပြိတ္တာမှာအမျိုးမျိုးပဲနောက်ဆုံးမှာဘာတွေတွေ့ရတော့ဆိုတော့ဘုံကြီးပြိတ္တာကိုရင်ပြိတ္တာဘိက္ခုနီပြိတ္တာဟုတ်လားနော်ပြောင်ပြောင်လောင်နေတဲ့သင်္ကန်းကိုယုံထားတယ်ပြောင်ပြောင်တောက်နေတဲ့ခါးပန်းကိုပန့်ထားတယ်ဟုတ်လားအဲ့လိုပဲကောင်းကင်မှာအော်ဟစ်ညီးသွားပြီးတော့ပြေးလွှားနေကြတယ်လောကကြီးမှာကိုမကျက်စားနိုင်တဲ့နယ်ပယ်တွေအများကြီးပါလားဆိုတာကိုဘုံဘုံတို့သိနိုင်မြင်နိုင်မှုပြောပြတာဟုတ်လားဒါဘယ်လိုရည်ရွယ်ချက်နဲ့ဘုံဘုံကပြောနေတာတော့တန်ဝေကရအောင်စဉ်းစားဆင်ခြင်တဲ့နေရာမှာကြည်ကြည်ပြန့်ပြန့်စဉ်းစားတတ်ဖို့ဆင်ခြင်တတ်ဖို့ပြောပြတာအဲ့တော့ဒီအပေဘုံရဲ့ဒုက္ခကိုစဉ်းစားဆင်ခြင်တဲ့အခါမှာဘုံဘုံတို့အဓိကတော့ချက်ကအပေဘုံကိုရောက်စေတတ်တဲ့သဘောတဘာဝတွေငါတန်တမှာရှိနေတယ်ငါမပေရသေးဘူးဆိုတဲ့အမြင်မှန်ဒီကိုရောက်အောင်သွားဖို့စဉ်းစားဖို့လိုမယ်ပေါ့နော်နောက်ပြီးတော့ဘုံဘုံတို့ဆက်သွားမယ်နောက်အတ္တိတေဝတ္တမူလကဒုက္ခနောက်အတိတ်ကာလကဖြတ်တန်းခဲ့ရတဲ့ဘဝအခြေအနေမျိုးမျိုးဒါလည်းပဲစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်တဝေကကိုဖြစ်စေတတ်တဲ့သဘာဝတရားတစ်ခုတဲ့နောက်အတိတ်ဘဝတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီအတိတ်ဘဝမှာစဉ်းစားဆင်ခြင်တဲ့အခါမှာအတိမှန်အမြင်မှန်နဲ့နော်ဉာဏ်ပညာကိုဖြစ်စေဖို့အတွက်မြတ်စွာဘုရားဟောတဲ့ဒေသနာတွေအများကြီးရှိတယ်အထူးထင်ရှားတာကတော့ဒီနိဒာနဝကတန်ယုတ်ပါဠိတော်ထဲမှာပဲမှတ်တမ်းတင်ထားတဲ့အနမ္မတကတန်ယုတ်ဆိုတာရှိတယ်ဟုတ်လားအနမ္မတကတန်ယုတ်ဆိုတာဘာပြောတာလဲဖြစ်ခဲ့တဲ့ဘဝတွေရဲ့နော်ရှည်လျားလှစွာကြာမြင့်စွာဖြစ်ခဲ့တဲ့အနေအထားတွေကိုမြတ်စွာဘုရားဟောပြထားတာအလုံးမထင်ရှားတဲ့စကားလုံးလေးတွေယောဂီတွေရဲ့နားတဲ့စိတ်ထဲမှာရှိပြီးသားနော်တဦးတယောက်နော်အလိုမကျလို့ချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့꿰ရလို့မချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့တွဲရလို့ရိုးကျလာတဲ့မျက်ရည်တွေကိုစုထားလို့မြန်ရာဇကောင်းဆိုရင်သမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရည်ဟာနဲတယ်ရိုးကျခဲ့တဲ့မျက်ရည်တွေဟာများတယ်မျက်ရည်သမုဒ္ဒရာဟုတ်လားဘဝတွေကဖြစ်ခဲ့ရတာတွေကများလွန်းလို့အတိတ်ကာလကဖြစ်ခဲ့ရတဲ့ဘဝတွေကများလွန်းလို့ဟုတ်လားခေါင်းဖြတ်ခံရတဲ့အခါကာလမျိုးမှာရိုးကျတဲ့သွေးတွေကိုစုထားလို့မြန်ရမယ်ဆိုရင်သမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရည်ဟာနဲတယ်ရိုးကျခဲ့တဲ့သွေးတွေကများတယ်သွေးသမုဒ္ဒရာဟုတ်လားဖြစ်ခဲ့တဲ့ဘဝတွေကများလွန်းလို့ကိုတောက်ဆုခဲ့တဲ့အမိရဲ့နှုတ်ရည်တွေကိုစုထားလို့မြန်ရမယ်ဆိုရင်သမုဒ္ဒရာ၄ခြင်းမှာရှိတဲ့ရည်ဟာနဲတယ်တောက်ဆုခဲ့တဲ့နှုတ်ရည်တွေဟာများတယ်နှုတ်ရည်သမုဒ္ဒရာသမုဒ္ဒရာ၃မျိုးလောက်မှတ်ထားပါနော်မျက်ရည်သမုဒ္ဒရာသွေးသမုဒ္ဒရာနှုတ်သမုဒ္ဒရာဟုတ်လားဒါတွေကဘာကိုရည်ညွှန်းနေတာတော့အတိတ်ကာလကဖြစ်ခဲ့တဲ့အနေအထားတွေကိုမြတ်စွာဘုရားရည်ညွှန်းပြောဆိုနေတာဟုတ်လားစဉ်းစားတော့ဟိုတလို့ဒီကဘုံဘုံမကြပြောပြတဲ့စကားလေးတစ်ခွန်းအမှတ်ရတယ်အရင်ဘဝဆိုတာအခုဒီနားမှာထိုင်နေတဲ့ပုံကိုယ်တွေအတွက်သိဝေးသေးတာမဟုတ်ဘူးအသက်40ဆိုတဲ့ပုံကိုယ်တယောက်အတွက်အရင်ဘဝကလွန်ခဲ့တဲ့နှစ်40ကအရင်ဘဝပဲဟုတ်တယ်မဟုတ်လားလွန်ခဲ့တဲ့နှစ်40လောက်ကအရင်ဘဝပဲနော်အဲ့ဒီတုန်းကအကယ်၍များလူတယောက်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီတုန်းကသားသမီးတွေအခုရှိအောင်မှာဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်အဲ့လိုလေးလက်တွေ့ကြကြစဉ်းစားကြည့်နော်အဲ့ဒီတုန်းကလူတယောက်ဖြစ်ခဲ့မယ်ဆိုရင်အဲ့ဒီမိသားစုအဲ့ဒီအတိုင်းဝိုင်းအဲ့ဒီတုန်းကချစ်ရခင်ရတဲ့လူတွေကိုတကယ်ကိုပဲအဓိကတန်ဖိုးထားပြီးတော့ဒါငါမိသားစုငါအတိုင်းဝိုင်းငါအသက်အမြုံလေးဆိုပြီးတော့တကယ်ကိုပဲဖုန်းတော့မလုပ်ခဲ့မှာတော့အဓိကထားခဲ့မှာအရေးအပါဆုံးလုပ်ခဲ့မှာနော်အခုသိနိုင်မြင်နိုင်တဲ့လူတယောက်ကတကူရှိလို့သိနိုင်မြင်နိုင်လို့မြန်ပြောခဲ့မယ်ဆိုရင်ဟာအဲ့ဒါအရင်ဘဝမင်းသားလေးအဲ့ဒါအရင်ဘဝမင်းသမီးလေးပြောခဲ့လို့တွေ့မယ်ဆိုရင်စိတ်ထဲမှာအဲ့ဒီဘဝတုန်းကလို့တော့အဓိကကြအဓိကထားတာတန်ဖိုးထားတာနော်အရေးပါတာအဲ့ဒီစိတ်တွေရှိအောင်မလားမရှိတော့အဲ့ဒါအရင်ဘဝပဲဟုတ်မှာပေါ့ဒီလောက်ပဲဖြစ်မယ်ပေါ့နော်အခုဒီဘဝမှာလည်းပဲဘုံဘုံတို့အလွန်မှအဓိကထားရတဲ့ကိုယ်အတိုင်းအမြုံလေးကိုယ်မိသားစုလေးကိုယ်အတိုင်းဝိုင်းလေးမရှိဘူးလားဒါငါသားဒါငါသမီးဒါငါမိဘဆိုပြီးတော့ငါဥစ္စာဆိုပြီးတော့လှုပ်ထားတာအလွန်မှအရေးကြီးတယ်ဘဝမှာဒါတွေကသာလင်အရေးကြီးဆုံးလို့စိတ်ထဲမှာမလှုပ်ထားတာတော့မှတ်ထင်ထားတာပေါ့နော်အဲ့ဒီမှတ်ထင်ထားမှုကြီးကိုလျှော့ချနိုင်ဖို့အတွက်စောစောကအရင်ဘဝကငါလို့လှုပ်ခဲ့တဲ့ငါဥစ္စာလို့လှုပ်ခဲ့တဲ့ကိုအလွန်အရေးပါခဲ့တဲ့ကိစ္စတွေကိုအခုဒီဘဝနေလှမ်းကြည့်တော့သိပြီးတော့အရေးမပါတော့ဘူးလို့ပြောခဲ့တယ်နော်အခုအရေးပါနေတဲ့ဒီကိစ္စတွေဒီအနေအထားတွေကိုနောက်ဘဝရောက်ရင်အရေးပါအောင်မလားမပါတော့အဲ့ဒီနောက်ဘဝဆိုတာကလည်းသိကြတော့မှမဟုတ်တာအရင်ဘဝဆိုတာကလည်းသိမကြခဲ့သေးသလို
နတ်ဘဝဆိုတာလည်းသိပြီးတော့ကြာတော့မှာမဟုတ်တာနှစ်20 30ဆိုတာဘာမှပြောလို့တဲ့ကိစ္စမဟုတ်နှစ်20 30အတွင်းယောက်ျားတော့မှာနတ်ဘဝဆိုတာအဲ့ဒီနတ်ဘဝရောက်ပြီဆိုတာနဲ့အခုဒီဘဝအလွန်မှအရေးပါခဲ့တဲ့အနေအထားမျိုးစုံကိုဘုန်းဘုန်းတို့တွေကမေ့ပြစ်ကြအောင်ပါအရင်ဘဝဟာတွေကိုအခုဘာလုပ်ထားတာတော့မေ့ထားပြီဘယ်တော့မှခေါင်းထဲမရှိတော့တကယ်လို့သိနိုင်မြင်နိုင်တဲ့လူကပြောမယ်ဆိုရင်တော့ဘုန်းဘုန်းတို့သိအလေးနဲ့မထားတော့ဘူးဟုတ်မှာပေါ့ထားလိုက်တော့ဟုတ်လားအဲ့ဒါလိုပဲအခုဒီဘဝအရေးပါတဲ့ကိစ္စတွေကိုနောက်ဘဝရောက်တာနဲ့ကျွတ်တို့ဘာလို့ပြည့်အောင်မှာတော့မေ့ပြည့်အောင်မှာပဲအဲ့ဒီဘဝကအနေအထားတွေကပဲအစားထိုးပြီးတော့ဘာလို့ကြအောင်မှာတော့အရေးကြီးကြအောင်မယ်ပေါ့ဟောစဉ်းစားတာငါဆိုတာတကယ်ရှိတဲ့အရာမဟုတ်ဘူးဆိုတာကိုဒီအမြင်နဲ့လည်းပဲချင်းကပ်ပြီးတော့တွေးကြည့်သင့်တယ်အရင်တော့ကလည်းငါလို့လုပ်ခဲ့တာပဲလေအဲ့ဒီငါအခုအမှတ်တောင်မရတော့အခုငါလို့လုပ်နေတဲ့အရာကိုလည်းနောက်ဘဝရောက်ရင်အမှတ်ရမှာမဟုတ်အဲ့ဒီနောက်ဘဝရောက်သွားပြီဆိုရင်လည်းအဲ့ဒီဘဝငါကိုတစ်ခါမေ့အောင်မှာပဲကျွတ်တို့မေ့ခဲ့တဲ့ငါပေါင်းဘယ်နှငါရှိပြီတော့ဘယ်ရှိတွက်နိုင်မလို့အဲ့လိုနေနဲ့စဉ်းစားကြည့်တက္ကာယဒိဋ္ဌိကိုယုံနေစေတယ်လို့ဘုံဘုံကခံစားရလို့ဒီအကြောင်းအရာလေးကိုပြောပြတာဟုတ်လားဒါကြောင့်အတိတ်ကာလကအနေအထားတွေအများကြီးစဉ်းစားရင်းနဲ့အခုပြစ္ဆုတ်ပံဘဝလည်းပဲတစ်ချိန်မှာအတိတ်ဖြစ်သွားအောင်မှာပါလားဒီလိုနဲ့အရေးကြီးတာတွေကိုထားခဲ့မေ့ခဲ့ပြီးတော့တို့လာခဲ့တာပါလားဒါကြောင့်မြတ်စွာဘုရားကဟိုရကန်းတယ်မလေးရဲ့အဖေသိတယ်မဟုတ်လားသူသမီးသူတတ်တယ်လို့ဖြစ်သွားတာလေဘလို့မှမဖြေနိုင်လို့မြတ်စွာဘုရားဒီရောက်သွားတော့မြတ်စွာဘုရားကိုချစ်ရတဲ့တရားဝါတွေပေလို့ပျက်စီးလို့ငိုခဲ့ရတဲ့မျက်ရည်ဆိုတာများတယ်သမုဒ္ဒရာ၄ဆင်းရကြီးဟာနေတယ်သင်ဘာဘူးလို့မေ့နေတာတော့ဘယ်နဲ့ကြောင့်မေ့ခြင်းကသင့်မလို့မမေ့နဲ့လို့ပြောတာအဲ့ဒါပဲကျွတ်တော့ဘာလို့ပြလိုက်တာတော့အတိတ်မေ့တဲ့လူတွေပေါ့ဟုတ်လားအတိတ်မေ့နေကြတာနော်အတိတ်ကိုမမေ့ပဲနဲ့ပြန်စဉ်းစားမယ်ဆိုရင်ဘာဖြစ်နိုင်တော့တန်ဝေကဖြစ်နိုင်တယ်ဒါကြောင့်မမေ့တဲ့အတိတ်ကိုမမေ့နဲ့အဲ့ဒီအတိတ်ကလည်းပဲကောင်းတဲ့အတိတ်ဟာအလွန်မှရှားလိမ့်မယ်ဆိုးတဲ့အတိတ်တွေပဲများမှာနော်အပမထတ္တသနာမစတ္တာရောအပယတကဂေဟိတတိတာခပ်ပေါ်နေကြတဲ့တရားဝါတွေအတွက်အပေလေးပုံဟာအမြဲနေရအိမ်တပွဲဖြစ်တယ်တဲ့ဟုတ်လားအဲ့ဒါဘာလို့ဆိုလိုတာတော့မကောင်းတဲ့ဆိုးတဲ့အတိတ်တွေသာနေများလိမ့်မယ်ဆိုတဲ့စကားလေးကိုအထောက်အထားပြုကြည့်တာသဘောပေါက်တယ်နော်ဒါကဘုံဘုံတို့6ခုမြောက်စဉ်းစားဆင်ခြင်ရမယ်တန်ဝေကရခြင်းရဲ့အကြောင်းတရားဟုတ်လားနောက်9ခုမြောက်တန်ဝေကရခြင်းရဲ့အကြောင်းတရားဘာလဲတော့အနာဂတိဝိတ္တမူလကဒုက္ခနော်အနာဂတ်ကာလဖြတ်တန်းရမယ်ဘဝအခြေအနေအမျိုးမျိုးဘာကြောင့်ဖြတ်တန်းရအောင်မယ်လို့ဘုံဘုံတို့ဟာကံတိကမ္မပြောနိုင်ရတာတော့ဘဝတဏှာရှိနေလို့ဘဝတဏှာရှိနေတယ်လို့ဘာကြောင့်ကံတိကမ္မပြောနိုင်ရတာတော့ဘဝအကြောင်းကိုနားမလည်နိုင်သေးတဲ့အဝိဇ္ဇာရှိနေလို့ဟုတ်တယ်နော်တတ္တဝါတွေဟာအဝိဇ္ဇာထဲမှာပဲနေကြတာဟုတ်လားအဝိဇ္ဇာကတာဘိက္ခဝေအန္တဗုဒ္ဓပရိယောနတ္ထအဝိဇ္ဇာဆိုတဲ့မသိမှုမှာပဲဖြစ်နေကြတာဥက္ကုံတွေကတတ္တဝါလေးဟာအဲ့ဒီဥလေးထဲမှာပဲဖြစ်နေတယ်လို့ဘုန်းဘုန်းတို့ဟာအဝိဇ္ဇာဥက္ကုံထဲမှာဖြစ်နေကြတာဥက္ကုံလေးကအဲ့ဒီတတ္တဝါကိုပတ်ဝန်းကျင်အကုန်လုံးလွှမ်းခြုံပြီးတော့ထားတယ်ဘေးကအလင်းရောင်ဘာမှမမြင်ရအောင်ပိတ်ပိန်အကုန်လုံးပိတ်မှောင်းနေအောင်မလုပ်ထားတော့ပိတ်ဆို့ထားတယ်အဲ့လိုပဲကျွတ်တို့ကိုလည်းပဲအမှန်တရားနဲ့မတွေ့အောင်မမြင်အောင်အဝိဇ္ဇာဥက္ကုံကြီးကမလုပ်ထားတော့ဖုံးလွှမ်းထားတယ်ပိတ်ဆို့ထားတယ်အဝိဇ္ဇာဥက္ကုံထဲမှာပဲဖြစ်နေကြတာဟုတ်လားဘဝဟာဆင်းရဲတယ်ဆိုတာတကယ်အမှန်တရားပဲသို့တော့ကိုယ်စိတ်ကတော့ဘဝရဲ့ပုံမှာဘယ်လိုမြင်ကြတာတော့မြင်ခြင်းလို့မြင်နေကြတာပေါ့နော်ဟုတ်လားအဲ့လိုမြင်ခြင်းလို့မြင်နေတဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာမမောမှုရှိနေတယ်ဆိုတာကိုသိရတယ်ဘဝရဲ့ပုံမှာမမောမှုရှိနေတာကိုကြည်ခြင်းအဖြစ်ဘဝဟာဆက်ပြီးတော့ဖြစ်လိမ့်အောင်ပဲဆိုတာကိုကံတိကမ္မပြောနိုင်တာဟုတ်လားအဲ့တော့ဘယ်လိုဘဝမျိုးကိုဖြစ်မှာတော့ကောင်းတဲ့ဘဝဖြစ်မလားဆိုးတဲ့ဘဝဖြစ်မလားဆိုတော့ကလားရဂတိ5မျိုးတွေကကောင်းတဲ့ဂတိ2မျိုးရှိတယ်မကောင်းတဲ့ဂတိ3မျိုးရှိတယ်ဘယ်ဂတိမြန်ငါသွားမှာတော့အဲ့ဒါကတော့ဘယ်သူကစီခြင်းမှာတော့ဘယ်သူကစီမံမှာတော့ဆိုတော့ကိုတသက်တာထားခဲ့တဲ့စိတ်စေတနာတွေကစီမံကြလိမ့်မယ်ဟုတ်လားဘဝကိုသေချာပေါက်ဆက်ဖြစ်စေမဲ့စွမ်းအားကြီးကတော့တဏှာပဲအကောင်းဆိုးဝေဘာနာကတော့ကံတရားပဲဒါကိုခွဲခြားပြီးတော့နားလည်ဖို့လိုမယ်နော်ဘဝကိုဖြစ်စေတာကဘယ်သူစွမ်းအားနဲ့ဖြစ်စေတာတော့တဏှာလောဘရဲ့စွမ်းအားနဲ့ဖြစ်စေတာ
ကောင်းသောဘဝဆိုးသောဘဝဆိုတဲ့အကောင်းဆိုးခွဲခြမ်းဝေဖန်သွားတာကဘု து တာဝန်တော့ကံတရားရဲ့တာဝန်အဲ့ဒီကံကဘယ်လိုလုပ်တာတော့ကိုလုပ်တာပါနော်ဒါလေးတွေကိုဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်လဲဘာဖြစ်နိုင်တော့တန်ဝေကရနိုင်တယ်တဲ့နောက်ဆုံးဘုန်းဘုန်းတို့၈ခုမြောက်တန်ဝေကရခြင်းရဲ့အကြောင်းတရားတဲ့ဟုတ်လား၈ခုမြောက်တန်ဝေကရခြင်းရဲ့အကြောင်းတရားကပြစ္ဆုတ်ပံရှားဖွေစားတောက်နေရတဲ့ရှားဖွေနေကြရတဲ့အခြေအနေမှန်နော်ဒီအခြေအနေကလည်းစဉ်းစားဆင်ခြင်ရင်တန်ဝေကကိုရစေနိုင်တယ်တဲ့ဘုန်းဘုန်းတို့လွန်ခဲ့တဲ့10နှစ်လောက်ကဟုံးမလင်းဘက်ကိုသွားပြီးတော့တရားဟောမှုတယ်အဲ့ဒီမှာဟင်းနောင်ဆိုတဲ့ရွာလေးရှိတယ်ချင်းတွင်းမြေကမ်းဘေးလေးမှာအဲ့ဒီမှာဖွားဆရာကြီးဖွားဗဒ္ဒဆိုတာရှိတယ်သူ့ကိုလူတော်တော်များများကတရားရတယ်လို့ယုံကြည်ကြတာပေါ့လေအဲ့ဒါသူကမဟာစီနီးနဲ့ပြင်းပြင်းထန်ထန်ကိုအားထုတ်တယ်တကယ်ကိုအသက်ဆွန့်ပြီးတော့အားထုတ်တယ်အဲ့ဒီဖွားဆရာကြီးကကြီးညိုစရာကောင်းပါတယ်စကိုင်းလာပြီးတော့တရားပြရတယ်ရှိတယ်အဲ့ဒါသူကဘုံဘုံကိုပဲ့လို့အဲ့ဒီကိုရောက်တာပေါ့လေရောက်တော့သူ့ဘဝအကြောင်းလေးတွေကိုပြောပြတာသူ့ဘဝအကြောင်းတော့ဘာပြောတော့ဆိုတော့ဒီတန်ဝေကရတာကိုသူကပြောတာဘယ်အချိန်မှတန်ဝေကရတာဆိုတော့ည12နာရီလောက်မှဆက်ချုပ်တာကိုသူကဆက်ချုပ်စားတာဆက်ချုပ်ရင်းနဲ့တန်ဝေကရတာဘလို့အတွင်းနဲ့ရတာတော့ဆိုတော့တရွာလုံးကအိတ်နေကြပြီငါကတော့ညတကောင်12နာရီတောင်ထိုးပြီးကြောင်းနဲ့ဆက်ချုပ်တုံရှိပြီအဲ့ဒါအလိုလျောက်ရလာတယ်ဩညီးငွေ့စရာကောင်းလိုက်တာဘဝဆက်စုပ်စရာကောင်းလိုက်တာတန်ဝေကရအဲ့ဒီရတဲ့တန်ဝေကအဲ့ဒီရတဲ့ချိန်ကစပြီးဒီအချိန်ထိတခါမှမပြောက်ဘူးတဲ့အဲ့ဒါလေးကတော်တော်မြတ်နိုးစရာကောင်းနော်တန်ဝေကရပြီးတော့ကျွတ်တို့ကဘာဖြစ်သွားတော့ပျောက်သွားတာခက်တယ်နော်ကိုသူကတန်ဝေကရပြီးတော့သူ့ရတဲ့တန်ဝေကအပြောက်ဖူးတယ်အပြင်းထန်အားထုတ်တယ်အဲ့ဒါတူကြီးနှစ်ယောက်တူမှာရောသီလရှင်ဝတ်တယ်သူလည်းတခါလဲသီလရှင်ဝတ်တယ်သူကတော့အသက်ကြီးမှဝတ်တာဆိုတော့တရားအားထုတ်တဲ့ဘက်ကိုဇောက်ချတာပေါ့တူမှာတော့မုံရမှာရှိထားပါတော့အဲ့တော့ဘာလို့သူကအကြောင်းပြုပြီးတော့တန်ဝေကရတာဆိုတော့မနေမနာအမြဲတမ်းလုံနေရတာကိုတွေးမိပြီးတော့တန်ဝေကရတာအဲ့တော့တို့တီကနော်လက်ဖက်တွေပါလေးလည်းရှိတယ်အဲ့ဒါ तू ကအဲ့ဒါတတိတန်းကြီးစဉ်းစားတယ်ငါမှမနာခဲ့ရဘူးအမြဲတမ်းလုံနေရတယ်နားကျင်လို့လည်းနားလို့မရဟုတ်လားအဲ့ဒီရှားဖွေးနေရတဲ့ကိစ္စလုတ်ကိုင်းနေရတဲ့ကိစ္စကြီးကိုပဲဘာဖြစ်သွားတာလဲစိတ်ကပြင်းသွားတာနော်တန်ဝေကရတာဟုတ်လားဒါလည်းပဲတန်ဝေကရเสียအကြောင်းတစ်ခုဆိုတာအလွန်မှတော့ထင်ရှားတယ်လို့ဘုံဘုံထင်တယ်အလွန်မှဘဝတဏအားကြီးတဲ့လူတွေကာမတဏအားကြီးတဲ့လူတွေမမောမှုအားကြီးလွန်းတဲ့ပုံကိုယ်တွေတော့ရချင်မှရမှာပေါ့နော်တော်ရှားနေရတာကိုပဲတချို့ကြတယ်လည်းဘာဖြစ်နေတော့ပျော်နေတာဟုတ်လားဘလောက်ရပြီကနန်းနေနဲ့တခါလဲပျော်နေတာဘာနဲ့ပျော်နေတာကနန်းနေနဲ့ပျော်နေတာဟုတ်လားဘလောက်ရှိပြီပျော်နေတာနော်ဟုတ်လားတကယ်တမ်းကဒီကိစ္စကြီးကပျော်စရာကိစ္စကြီးတော့မဟုတ်နော်ရှာလိုက်ရလိုက်ကုံသွားလိုက်မောဟိုက်မစုံရှိကြည်ဟုတ်လားရှာတယ်ရတဲ့အမျိုးကဘလို့အမျိုးတုံးဆိုတော့ကုံတဲ့အမျိုးဖြစ်နေတယ်အဖတ်တင်တဲ့အမျိုးမဟုတ်ဘူးတစ်ချိန်မှာသူမကုံရင်လည်းပဲကိုကသူ့ကိုပျက်စီးမှုနဲ့သူ့ကိုစွန့်ထားခဲ့ပြီးတော့ကို့အတွက်တော့ဘာဖြစ်သွားမှာတော့ကုံသွားအောင်မှာနော်ဒီသဘောကိုလည်းဘုန်းတော်မြင်ဖို့လိုတယ်ဟုတ်လားအဲ့တော့အမြဲတမ်းရှားဖွေးနေရတယ်လုတ်ကင်နေရတယ်လူလောကကြီးကမလုတ်လို့လည်းဖြစ်တာမှမဟုတ်တာဟုတ်အဲ့တော့ဘုန်းကဒီအကြောင်းကိုပြောတော့ဗာလေးကိုအမှတ်ရတော့ဆိုတော့ဝိသနခဇတ်ကိုသွားပြီးတော့အမှတ်ရတယ်အဲ့ဒီဇတ်တော်လေးကလည်းပဲအလွန်ကြိုက်တဲ့ဇတ်တော်တွေကတပုတ်ပေါ့ဝိသနခဇတ်တဲ့ဘုရားလောင်းဝိသနခပရပိုက်ဖြစ်တော့ပြောခဲ့တဲ့စကားလေးကိုသဘောကျတော့ဘာလို့ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောတာလဲဆိုတော့ရောဇမန္လမင်းသားဆိုတာရှိတယ်အဲ့ဒါရှင်အာနန္ဒာနဲ့လူဘဝတော်ကတငယ်ချင်းတော်ခဲ့တာအဲ့ဒါရှင်အာနန္ဒာကတော့ယဟန်ပြုတ်သွားတရားလူတရားမြတ်တွေရသူကတော့လူပေါ်မှာပဲနေအဲ့ဒါနောက်ရှင်အာနန္ဒာနဲ့တွေ့တဲ့အခါကျတော့အလုံးမခင်မင်လွန်းလို့ယဉ်နီးလွန်းလို့တအိမ်ဝင်တအိမ်တို့နော်ဆွမ်းခံပြီးတော့တောင်းရမ်းပြီးတော့စားတောက်နေရတဲ့ဘဝဆင်းရဲပါတယ်အရှင်ဘုရားလူထွက်ခဲ့တပည့်တော်ရှိတဲ့စီးစိမ်တဝက်ခွဲပေးခင်လွန်းလို့ပြောတာရောဇမန္လမင်းသားတဲ့ဟုတ်လားအဲ့လိုရှင်အာနန္ဒာကိုလူထွက်ဖို့ပြောတဲ့အခါမှာရှင်အာနန္ဒာကပြုံးမှာပေါ့နော်လူစည်းစိမ်နဲ့ตาလွန်နဲ့တရားစည်းစိမ်ကိုရထားတဲ့ပုဂ္ဂိုလ်တယောက်အတွက်လူထွက်ခဲ့ဆိုတဲ့စကားပြုံးစရာကြီးဖြစ်မှာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီစကားကိုမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားက
ရောဇာအခုမှသာလေယတိယဟန်တွေကိုလူထွက်ဖို့ပြောတာမဟုတ်ဘုရားကလည်းပြောဦးတယ်ဆိုပြီးတော့ဝိသနခဇတ်ကိုဟောတာတဲ့အဲ့ဒါတခုသောဘဝကဘုရားလောင်းကအလုံးမှပြည့်စုံတဲ့စီးစိမ်ကြီးတဲ့တထေမျိုးတထွေးတွေမှာသွားပြီးတော့ဖြစ်တယ်နောက်တော့တန်ဝေကရပြီးတော့တောထွက်ယတိဝတ်ပြီးတော့နောက်ဇံပိန်ရင်နဲ့နေတယ်အဲ့ဒါတနေ့တော့နောက်လူတွေနေရာနောက်လူတွေနေတဲ့နေရာဌာနကိုနောက်အချင်တက်တို့အငံတက်တို့ရဖို့အတွက်သူလာရတာရှိတာဟုတ်အဲ့လိုလာရင်းနဲ့တထေးတယောက်ကအလွန်ကြည်ညိုတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့တရက်ဥယျာဉ်ထဲကိုနော်ကြောင်လေးဆောက်ပြီးတော့ပင့်ထားတာအမြဲတမ်းပြုစုလုပ်ကြွေးပြီးတော့နေတာနောက်တော့အဲ့ဒီတထေးကနော်တယောက်တည်းတရက်ဥယျာဉ်ထဲမှာတဲကြောင်လေးနဲ့ပြင်းစရာကြီးဘာလို့အောင်တယောက်တည်းနေမှာတော့အရှင်ဘုရားလူသာထွက်လိုက်ပါတပည့်တော်မှာစီးတဲ့ဥစ္စာတွေအများကြီးရှိတယ်တဝက်တိတိအလေကနေခွဲပေးမယ်အဲ့ဒါနှစ်ယောက်သားညီညီညွတ်ညွတ်နော်လူလောကလူစည်းစိမ်ကိုခံစားကြမယ်လို့အဲ့ဒါလိုဖိတ်မှန်တာအဲ့ဒီအချိန်မှာဘုရားလောင်းကအဲ့ဒီတထေးကြီးကိုရွတ်ပြတဲ့ဂါထာနော်အဲ့ဒီဂါထာလေးလည်းပဲယောဂီတို့ရအောင်ကြက်ထားရင်ကောင်းနော်အထူးသဖြင့်တန်ဝေကရခြင်းတဲ့ပုဂ္ဂိုလ်တွေနော်ပစ္စုပ္ပန္နအာဟာရပရိယေတိမူလကဒုက္ခလောလောဆယ်ရှာဖွေစားတော့နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကြည်ကြည်ပြန့်ပြန့်တွေးတတ်ခြင်းနဲ့ဆိုရင်ဒါလေးကိုရအောင်ကြက်ထားပါနော်ကရဏဏိဟမာနတကရဏဗနာတော်မူတာကရဏဒိဏဒန္တတပရိသအနိကုပ္ပတောဧဝံစိတ်တံဒုရပိတန္တဝကောကရပရိပစ္စတိအဓိပ္ပာယ်ဘာပြောလို့ဆိုတော့ကရဏဏိဟမာနတအနိဟမာနတကြိုးစားအထောက်မှုမရှိတဲ့လူတယောက်ရဲ့ကရအိမ်ယာဆိုတာနာတိတ္တိမတည်နိုင်ဘူးတဲ့လူဘဝကြီးကပြင်းလို့မရဘူးလို့ပြောတာအလုံးမလုံးတဲ့လူရဲ့ဘဝမရက်တည်နိုင်ဘူးတဲ့ရက်တည်လို့မရအောင်ဘာလို့နေရတော့အမြဲတမ်းကြိုးစားနေရတယ်တဲ့ဟုတ်လားကရဏဏိဟမာနတကရဏဗနာတော်မူတာအဲ့ဒါလိုရှားရင်ဖွင့်ရင်လှုပ်ရင်ကန်ရင်နဲ့ဘုံဘုံတို့မှာရံဖန်ရံခါမဟုတ်တာလေးတွေမမှန်တာလေးတွေကလည်းဘာလို့ရတော့ပြောရတယ်မှုသားမပြောတဲ့လူဘဝဟာမရက်တည်နိုင်ဘူးတဲ့ကဲလောက်တန်ဝေကရဖို့ကောင်းတော့မလိမ်ညာရတဲ့လူဘဝဟာရက်တည်ဖို့မဖြစ်နိုင်ဘူးတဲ့လူဖြစ်ရင်လိန်ကိုလိန်ရလိမ့်မယ်ဆိုတဲ့အတိပ္ပယ်မျိုးကိုပြောနေတာနော်ဒီဒေသနာထောက်ပြီးတော့ဒီလိုငါးပါးသီလမလုံးတာဘာအပြစ်ရှိလို့များပြောနေတော့တဲ့ဒုက္ခဟုတ်လားနော်ဆိုလိုတာကလူဘဝရဲ့ခက်ခဲပုံကြမ်းတမ်းပုံကိုပေါ်လွင်အောင်သူကပြောတာနော်ထိန်းလို့မရဘူးလို့ဆိုလိုတာမဟုတ်ဘူးမဖြစ်မနေဘုံဘုံတို့မဟုတ်တာလေးတွေပြောရတဲ့အနေထားလေးတွေရှိမနေဘူးလားတကယ်စင်စစ်ရှိနေတယ်လူဘဝမှာမှုသားစကားမပြောဖို့ဆိုတာတော်တော်ခက်တယ်လို့ပြောချင်တာသဘောပေါက်လားဒါရှာရင်ဖွေရင်နဲ့ဘုံဘုံတို့ရဲ့တွေ့ကြုံရတဲ့အခက်အခဲလေးတွေကိုစဉ်းစားမိဖို့ပြောပြတာဟုတ်လားကြိုးစားအထောက်မှုမရှိတဲ့လူဘဝဟာယက်တည်ဖို့မဖြစ်နိုင်ဘူးမလိမ်ညာတဲ့လူဘဝဟာလည်းပဲယက်တည်ဖို့မလွယ်ဘူးတဲ့ကရဏဒိဏဒန္တတသူများပေးတဲ့ဒဏ်ကိုမယူတဲ့လူရဲ့ဘဝဟာလည်းယက်တည်ဖို့မလွယ်ဘူးတဲ့ဆိုလိုတာကသူများနှိပ်စက်တာကိုလည်းရံဖန်ရံခါခံရတယ်လို့ပြောတာမခံခြင်းလို့မရဘူးနော်သူများပြောတာဆိုတာခံရတယ်သူများလှုပ်တာကိုင်းတာမတရားတာကိုလည်းခံရတတ်တယ်ဟုတ်လားအဲ့လိုသူများရဲ့ဒဏ်ပေးမှုကိုမခံယူရတဲ့လူဘဝလည်းယက်တည်ဖို့အဲ့တော့ဆိုလိုတာကလူဘဝမှာမဖြစ်မနေသူများနှိပ်စက်တာကိုလည်းခံရတဲ့အခါကာလတွေရှိတယ်လို့ပြောတာလူဖြစ်မှတော့ခံရမယ်ဆိုတာကိုနားလည်ထားဖို့ဒါကိုပြောတာကရဏဒိဏဒန္တတပရိသအနိကုပ္ပတောတဲ့ပရိသသူတစ်ပါးတို့ကိုအနိကုပ္ပတောမနှိပ်စက်သောပုဂ္ဂိုလ်ရဲ့သူတစ်ပါးတို့ကိုဆင်းရဲအောင်မလုပ်သောပုဂ္ဂိုလ်ရဲ့အိမ်ရာဟာလည်းပဲယက်တည်နိုင်မှုမလွယ်ဘူးဟောသူများနှိပ်စက်တာကိုမှခံရတာမဟုတ်တခါတလေအကြောင်းအားလျော်ဆိုတာသူများကိုကနှိပ်စက်ရတဲ့အခါကာလလေးတွေလည်းရှိတယ်သူများကိုဆင်းရဲအောင်ပြောရတာမရှိဘူးလားတိတိကြီးနဲ့တခါတလေမပြောမဖြစ်လို့ဘာလို့ရတော့ပြောရတာဒီလိုပြောလိုက်ရင် तू စိတ်ချမ်းသွားသွားမှာမဟုတ်ဘူးဆိုတာကိုသိတယ်ဒါပေမဲ့ဘာလို့ရတော့ပြောရတယ်ဘလောက်တန်ဝေကရစရာကောင်းတော့နော်သူများဒဏ်ထားတာကိုမယူတဲ့လူဘဝယက်တည်ဖို့မလွယ်ဘူးသူများကိုစိတ်ဆင်းရဲအောင်ကိုယ်ဆင်းရဲအောင်မလုပ်ရဖဲနဲ့နော်လူဘဝယက်တည်ဖို့မလွယ်ဘူးဒီသဘောလေးကိုပြောတာနော်ဧဝံစိတ်တံဒုရပိတံတော်ကောကရပရိပစ္စတိအဲ့လိုနော်ပြစ်ချက်တွေများတဲ့လူဘဝယူဘလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကပျော်နိုင်မှာတုံးလို့သူကအဲ့လိုရွတ်ဆိုတာနော်ဂါထာလေးရဲ့အဓိပ္ပာယ်ကလွန်ကောင်းတယ်နော်အလုံးမလုံးတဲ့ဘဝဆိုတာယက်တည်ဖို့အလွယ်ဘူးမလိမ်ညာတဲ့လူဘဝဆိုတာယက်တည်ဖို့မလွယ်ဘူး
သူများနှိပ်စက်တာကိုမခံယူရတဲ့လူဘဝဆိုတာယက်တည်ဖို့အလွယ်ဘူးသူများကိုမနှိပ်စက်တဲ့လူရဲ့ဘဝဆိုတာယက်တည်ဖို့အလွယ်ဘူးအဲ့ဒါလိုအပြစ်အနာစာများတဲ့လူဘဝကြီးကိုဘယ်လိုဉာဏ်ရှိတဲ့လူကပျော်နိုင်မလဲတဲ့ဒီသဘောကိုပြောတာဟုတ်လားဒါကဘာနဲ့ပတ်သက်ပြီးတော့ဘုန်းကပြောနေတာတော့ပိဿုပန်ရှားဖွေစားတော့ရတဲ့ဒုက္ခနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အခါမှာကြည်ကြပြန့်ပြန့်ရှိဖို့ပြောပြတာနော်အဲ့တော့တံဝေကဝတ္ထုဘယ်နှပါတော့၈ပါးတဲ့တရားသိကြရအောင်ဟုတ်လားအဲ့တော့ဘုန်းတို့စိတ်ရဲ့ဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုဆိုတဲ့တံဝေကကိုရရှိတတ်တဲ့နောက်စဉ်းစားဆင်ခြင်စရာအရာဌာနဘယ်နှမျိုးတော့ရှင်မျိုးဇာတိစရာဗျာတိမရဏဒါကမြတ်စွာဘုရားဟောပြတဲ့ဒေသနာဟုတ်လားနောက်အပါယဒုက္ခအတိတေဝတ္တမူလကဒုက္ခအနာဂတိဝတ္တမူလကဒုက္ခပိဿုပန်ဒီအာဟာရပရိယေထိမူလကဒုက္ခဆိုတဲ့ဒီနောက်၄ပါးကတက္ကရာဆရာတော်များရေးပြထားတဲ့တံဝေကရခြင်းရဲ့အကြောင်းတရား၄မျိုး၈မျိုးသလုံးဘုန်းဘုန်းတို့တွေဟာစဉ်းစားဆင်ခြင်ဖြင့်တံဝေကဉာဏ်ရင့်တန်အောင်ကြိုးပမ်းအထောက်ကြရမယ်ပေါ့နော်တံဝေကဉာဏ်ရင့်တန်ရင်ဘာတွေကြီးမားလာမလို့လုံလဝရိယကြီးမားလာမယ်လုံလဝရိယပြည့်မီလာလို့ရှိရင်ဘာတွေပြည့်မီလာမှာတော့ဉာဏ်ပညာတွေပြည့်မီလာမယ်ပေါ့နော်ဉာဏ်ပညာပြည့်မီလာတဲ့တနေ့မှာဘုန်းဘုန်းတို့တွေဟာအငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုရလိမ့်မယ်ဒါကိုပြောတာဟုတ်လားဒါကြောင့်တံဝေကဉာဏ်ရင့်တန်အောင်တံဝေကရခြင်းရဲ့အကြောင်းတရား၈မျိုးကိုစဉ်းစားဆင်ခြင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ကြိုးပမ်းအထောက်ကြတဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပါကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း